လိပ်ပြတက်ရောက်မှုရုပ်တံမှာတင်ဆက်သောညအိယာဝင်ပုံများတတောင်းတညပြောရသော RAB ညများအပိုင်း7အလီနဲ့တားဟာဆန်အကြောင်းရှင်မင်းကြီးနားဆက်တော်မူပါဆိုပြီးနိုင်ဝင်ကြီးကအလီနဲ့တားဟာဆန်အကြောင်းကိုပြောပြလိုက်တယ်။ခိုးရှိတုန်းကအီဂျစ်ပြည်ကိုတရားမျှတပြီးသဘောထားပြည့်ဝတဲ့ဘုရင်တစ်ပါးအုပ်စိုးလေတယ်။ဒီဘုရင်ကြီးဟာပညာရှိတယ်သူတို့ကောင်းတွေကိုချီးမြှောက်ပြီးဖျားတရားကြီးညိုကိုင်းဆိုင်နေစင်ရင်နွမ်းပါတဲ့သူတွေကိုလည်းဂရုဏာထားလေတယ်။သူ့မှာနိုင်ငံအုပ်ချုပ်မှုကိုတစ်ဖက်ကန့်ကတ်တက်မြောက်တဲ့အလွန်လိမ္မာရေးစားရှိတဲ့နိုင်ဝင်ကြီးတစ်ပါးလည်းရှိတဲ့အဲ့ဒီနိုင်ဝင်ကြီးဟာအသက်အရွယ်လည်းအတော်ပင်ကြီးရနေပြီဖြစ်လေတယ်။ပြီးတော့သူ့မှာတင့်တယ်တဲ့သားနှစ်ယောက်လည်းရှိလေတယ်။သားကြီးရဲ့နာမည်ကတော့မဟာမတ်လို့ခေါ်ပြီးသားငယ်ရဲ့နာမည်ကတော့အလီလို့ခေါ်လေတယ်။အဲ့ဒီသားနှစ်ယောက်နဲ့သားငယ်အလီကတော့ပူချိုးပြီးပူလိမ်မာရင်ကြီးတဲ့အတွက်တခြားတိုင်းပြည်တွေကပါအီဂျစ်ပြည်ကိုလာပြီးအလီကိုကြည့်ကြရလေတယ်။ဒီနေ့တော့အသက်အရွယ်ကြီးရင်နဲ့နိုင်ဝင်ကြီးကွယ်လွန်သွားရှာတဲ့အတွက်အီဂျစ်ပြည်မင်းဟာလည်းမဟာမတ်နဲ့အလီညီကိုနှစ်ယောက်ကိုရွှေနန်းတော်ကိုခေါ်ပြီးသူတို့အဖေရဲ့ရိုက်ရာနိုင်ဝင်ကြီးရာတို့ကိုနှစ်ယောက်တွဲဖက်ဆောင်ရွက်အောင်အနှင်းတော်မူလေတယ်။ဒီလိုနဲ့မဟာမတ်နယ်လီဟာတယောက်လင်9ရက်ကြာတယောက်တလဲစီနိုင်ဝင်ကြီးရဲ့တာဝန်တွေကိုထမ်းရွက်ကြလေတယ်။သူတို့ညီကိုနှစ်ယောက်အားလည်းတယောက်နဲ့တယောက်အလွန်ချစ်ခင်ကြတဲ့အတွက်တိမ်နဲ့မှာပဲအတူတူနေပြီးဘင်းမင်းမြတ်တိုင်းငံနဲ့လည်းရဲ့အခါမှာတယောက်တလဲစီနောက်တော်ကလိုက်ပါကြလေတယ်။ဒီလိုနဲ့ဒီနေ့တော့ဘင်းမင်းမြတ်နယ်နဲ့ထွက်တဲ့အခါမှာနောက်တော်ကလိုက်ဖို့မဟာမတ်ကအလဲကျရပါလိမ့်တယ်။ဒီတော့မဟာမတ်လည်းသူ့ညီကိုခေါ်ပြီးညီလေးလေးငါအကြံတစ်ခုရှိလေတဲ့နောက်ထောင်စမ်းသင်ဘလို့သဘောရလဲပြောကြည့်ဒီတော့အလီကကိုကြီးသဘောကျရင်ငါလည်းသဘောကျတာကိုကိုကြီးရဲ့အထူးပြောဖို့မလိုပါဘူးအကိုကြီးအကြံသာပြောစမ်းပါလို့ဆိုတယ်ဒီတော့မဟာမတ်ကညီလေးငါအကြံကဒီလိုကွာတို့ညီကိုနှစ်ယောက်မင်းရဲ့ငါရဲ့လေညီမနှစ်ယောက်ကိုရှားပြီးတစ်ချိန်နဲ့တညရဲအိမ်အောင်ပြုတ်ကျင်တယ်ကွာဘယ်နဲ့လဲဒီအကြံမကောင်းဘူးလားလို့ပြောပါတယ်ဒီတော့အလီကဟာနှိပ်လိုက်တယ်ကိုကြီးဟာဒီအကြံကိုမလျှော့ပါနဲ့ညီလေးအားကြီးသဘောကျပါတယ်လို့ပြန်ပြောလေတယ်ဒီလိုနဲ့မဟာမတ်ကတခါရဲဆက်ပြီးညီလေးရဲ့ဖះရှင်ရဲ့အလိုတော်တိုင်းတိုးညီကိုနှစ်ယောက်မျိုးသမီးညီမနှစ်ယောက်နဲ့များတညာတဲ့အိမ်အောင်ပြုပြီးအဲ့ဒီအိမ်အောင်ပြုတဲ့နေ့မှာပဲတင့်မရရောငါမရရောပါကလေးရပြီးမင်းမရကသားကလေးမွေးငါမရကသမီးကလေးမွေးကြမယ်ဆိုရင်မင်းသားနဲ့ငါသမီးမောင်နှမတုံးဝဲချင်းပြီးစားကြရင်မကောင်းဘူးလားလို့ပြောပါတဲ့ဒီတော့အလီကနှိပ်လိုက်လေကိုကြီးဟာဒါနဲ့နေစမ်းမအောင်ဒီတော့အကိုကြီးရဲ့သမီးအတွက်ငါကဘာလက်ဖွဲ့ရမှာလဲလို့မေးလေဒီတော့မဟာမတ်ကအတပြာ3000ရဲ့ဥယျာဉ်ကြီး3ခုရဲ့လက်3ဘွဲ့ရဲ့လက်ဖွဲ့မှာဘူးကွာဒါထက်နည်းရင်တော့တင့်သားအတွက်ဘယ်မျက်နှာလှမှာမလဲလို့ပြောလေတယ်ဒီတော့အခါအလီကဟာကိုကြီးဟာမဟုတ်သေးပါဘူးဒီလောက်ပစ္စည်းတွေလက်ဖွဲ့ရမှာဆိုမနှိပ်ပါဘူးတကယ်ဆိုကိုကြီးနဲ့ငါနဲ့ဆိုတာကလေညီကိုရင်းမဲမဟုတ်ဘူးလားပြီးတော့ဖះရှင်ရဲ့ကျေးဇူးကြောင့်နှစ်ယောက်လုံးဝင်ကြီးချုပ်ကြီးပဲမို့ယာရုကလည်းအတူတူပဲမဟုတ်လားဒီတော့တကယ်လို့ငါအသားအတွက်လက်ဖွဲ့ရမယ်ဆိုရင်တော့ဒီလောကကြီးရဲ့ထုံးစံတိုင်းစတိလောက်တော့လက်ဖွဲ့ရင်တော်ရောပေါ့ပြီးရင်အကိုကြီးသိတဲ့အတိုင်းပဲယောက်ျားလေးဆိုတာကမိန်းမထက်အဖိုးတန်နေမဟုတ်လားပြီးတော့သားစင်မြေဆက်မှတ်တမ်းတင်တဲ့အခါမှာလဲငါသားယောက်ျားလေးဘက်ကသာတင်ရမှာလေအကိုကြီးသမီးမိန်းကလေးဘက်ကတင်ရမှာမဟုတ်ဘူးကိုကြီးရလို့ဆိုလေတယ်ဒီတော့မဟာမတ်ကဒီလိုဆိုတော့ငါသမီးမှာဘာမှရဖို့မျှော်လင့်ချက်မရှိတော့ဘူးပေါ့လို့ဆိုလေတယ်ဒီတော့အလီကလည်းဒီမှာအကိုကြီးပြောတဲ့ဟာနဲ့ဝယ်သူလန့်သွားအောင်ဈေးကိုတင်ပြီးပြောရမယ်လို့ဆိုတာမျိုးဖြစ်နေပြီတနည်းပြောရမယ်ဆိုရင်သူတယောက်ကအကူကြီးလို့သူ့မိတ်ဆွေကစိတ်ချပါရပါစီရမယ်မိတ်ဆွေဒါပေမဲ့ဒီနေ့တော့သိခံမအောင်မနှက်ဖြန်တော့လာခဲ့ပါဆိုလိုက်တဲ့ပုံစံတိုင်းပဲဒီလူကမနှက်ဖြန်ရမယ်ဆိုတဲ့အကူကြီးမျိုးကိုပညာရှိလို့ယုံကြည်ရိုးမရှိလို့ပြန်ပြောလိုက်တယ်လို့ကြားနေပါပြီကိုကြီးရဲ့ပြောလေတဲ့ဒီတော့မဟာမတ်လည်းစိတ်ဆိုးပြီးအိုးအလီတင့်သားကငါသမီးထက်ပိုပြီးအရေးပါအရာရောက်တယ်လို့ဆိုခြင်းကငါမထီမဲ့မြင်ပြုခြင်းပင်ဖြစ်ပေတယ်တင်သည်အသိဉာဏ်နဲလေတင်အခုစဉ်းစားပါအောင်ယခုတင်
နိုင်ဝင်ကြီးရာတို့ငါနဲ့တွဲ၍လုံနေရခြင်းဟာနင့်စွမ်းစားကြောက်လို့နင့်ထင်သလားတင့်ကိုငါတနာတာနဲ့သာတင်မျက်နှာမငယ်စေခြင်းကငါလက်ထောက်အဖြစ်ခံကျင်းတာဖြစ်ပေတယ်ယခုတင်ကငါမထီမဲ့မြင်ပြောလာမှတင်သိရငါပြောမယ်တင်ကငါသမီးနဲ့ရွှေကိုအလေးချိန်၍လက်ဖွဲ့မယ်ဆိုရင်တော့ငါသမီးကိုတင့်သားနဲ့မပေးစားတော့ဘူးလို့ပြောလေတဲ့ဒီတော့အလီကလည်းစိတ်ဆိုးလာပြီးအိုးကိုကြီးငါကလည်းတင့်လို့ပဲငါမသေးစည်းကိုရှာ၍ပေးမယ်ဆိုတဲ့တိုင်အောင်ငါသားကိုတင့်သမီးနဲ့ပေးစားမှာမဟုတ်ဘူးလို့ဆိုလေတယ်ဒီတော့မဟာမတ်ကတကယ်ဆိုရင်တင့်သားဟာငါသမီးနဲ့တန်တော့မတန်ဘူးတင့်သားဟာငါသမီးစွန့်ပစ်တဲ့ခြေသေးလက်သေးလောက်မှအဖိုးမတန်ဘူးအခုငါဟာဘယင်မင်းမြတ်နဲ့ခီးထွက်ရမယ်ဆက်ဆက်မှုလို့လားတင်တက်တာရသွားတယ်အောင်မိပါတို့မဟုတ်ဘူးဆိုရင်တင်အားမှတ်လောက်အောင်ငါလုပ်ရပြအောင်မယ်လို့ပြောလေတယ်နောက်ပြီးငါပြန်လာရင်ငါအကြောင်းကိုတင်သိစေရမယ်ဆိုပြီးကျင်းနေတယ်ဒီတော့အခါအလီဟာအင်မတန်စိတ်ဆိုးသွားပါလေတယ်ဒါပေမဲ့ပညာရှိအမြတ်အပြင်မထွက်ဆိုသလိုသူ့အမြတ်ကိုအသာချုပ်တီးပြီးဘာမှပြန်မပြောပါဘူးအညမှာပဲညီကိုနှစ်ယောက်ဟာတယောက်ကိုတယောက်ပြင်းပြစွာမျက်ထွက်နေပြီးတယောက်နဲ့တယောက်တီးကြစွာခွဲအိတ်ကြလေတယ်နောက်နေ့အာယုံတက်တဲ့အခါမှာတော့မဟာမတ်ဟာဘယင်မင်းမြတ်နဲ့အတူတိုင်းကန်နဲ့လည်းလိုက်ပါသွားလေတဲ့မိုးလင်းတဲ့အခါမှာအလီဟာသူ့ကိုယ်ရဲ့အရန်ကိုကြောက်တာနဲ့လွှဲငယ်နှလုံးမှာရွှေသားအပြည့်ထည့်ပြီးခီးသွားဖို့စီစဉ်ပါတယ်ပြီးတော့ခီးသွားခြင်းဟာမိဟောင်းများအစားမိသက်များကိုရတစေကြောင်းလောကစည်းစိမ်ဆိုဒီမှာလည်းအပင်မအစင်းရဲမခံပဲရတာမျိုးမဟုတ်ကြောင်းတရွာပြောင်းမှသာသူကောင်းဖြစ်နိုင်ကြောင်းဒါကြောင့်မိမိဇာတိရဲ့ရွာကိုစွန့်လို့ကဘာတခွင်ခီးနေကြရမည်ဖြစ်ကြောင်းလောင်နာသောရေများသည်လည်းပုတ်သွားတတ်ပြီးတသွင်သွင်စီးနေတဲ့ရေမှသာချူအေးကြောင်းလဟာလည်းစမ်းညမ်းဆုပ်ခြင်းမရှိပဲအမြဲပြည့်နေမည်ဆိုရင်လပြေဝန်းကိုမိသူမှလေပင်တစ်ချီရှိကြည့်ကျင်ကြမည်မဟုတ်ကြောင်းရှင်သေးဟာလည်းဂူထဲမှာအမြဲအောင်နေရင်အစာစားလိမ့်မယ်မဟုတ်ကြောင်းမြားဟာလည်းလေးကိုမစွန့်ပဲအဝေးကိုရောက်နိုင်လိမ့်မည်မဟုတ်ကြောင်းရွှေမုတ်တီလည်းမြေကြီးထဲမှာအမြဲကင်းအောင်နေလို့ရှိရင်တန်မိုးမရှိသောရွှေမုတ်အဖြစ်သာနေလိမ့်ရမည်ဖြစ်ကြောင်းတစ်ပင်ဟာသူ့ပေါက်နေတဲ့နေရာမှာခီးမထွက်ပဲနေမယ်ဆိုရင်နောက်ဆုံးမှာ6၍ထင်းသာဖြစ်နေရမည်ဖြစ်ကြောင်းရွှေဟာမြေရင်းအချင်းတောင်မှအပြင်ကိုထွက်သည့်အခါမှာအဖိုးတန်ရတနာအဖြစ်သို့ရောက်ပြီးတစ်ပင်လည်းတောကိုစွန့်၍တိုင်းပြည်ရဲ့ခြားကိုရောက်မှသာအဖိုးတန်ပစ္စည်းအဖြစ်သို့ရောက်လာနိုင်တဲ့အကြောင်းဒိတ်ပဲရှိတဲ့ကြပြတစ်ပုဒ်ကိုရွတ်လေတယ်ဒီနောက်အလီလည်းလက်ပါစီတယောက်ကိုအဖိုးတန်မိမနဲ့အဖိုးတန်ကရုဒဇင်များကိုဆင်ခိုင်းပြီးတပြားအိတ်နှလုံးကိုဂုံဒီဟိုဘက်ဒီဘက်မှာချိတ်တင်စေတယ်ပြီးတော့မင်းထိုင်မင်းတန်ရတနာမိမကိုတက်စီးပြီးလက်ပါစီအားအမောင်လို့လည်းငါမှစိတ်မကောင်းစရာအကြောင်းရင်းတစ်ခုရှိလို့စိတ်ပြေလက်ပြောက်မြို့မှာထွက်ပြီးခီး3-4ရက်လောက်အလဲသွားအောင်မယ်ငါနောက်ကိုဘယ်သူမှမလိုက်လာစီနဲ့လို့မှားပြီးကာရူမြို့တော်မှာထွက်လာခဲ့လေတယ်တနေ့နဲ့တညခီးနှက်မိတဲ့အခါမှာတော့အလီဟာယေရုရှလင်မြို့ကိုရောက်ပါလေတယ်အဲ့ဒီအခါမှာတဖန်ဆက်ပြီးခြေဦးတရာခီးနေတဲ့အခါမှာနောက်ဆုံးမှာတော့ဗျက်တော်လာမြို့တော်ကိုရောက်သွားပါတယ်အလီဟာဗျက်တော်လာမြို့ခီးတဲ့စခန်းကတကားဆောင်ထံမှာသူ့မိကိုအပ်ထားလေတယ်ဒီတော့ဗျက်တော်လာနိုင်ရင်ဝင်ကြီးကသူ့မိကိုမြင်ပြီးဒီမိဟာမင်းသုံးဆိုးတန်အဖိုးတန်မိဖြစ်တယ်လို့ပြောတယ်ဒီနောက်နိုင်ရင်ဝင်ကြီးကဘယ်သူမိလဲလို့မေးလိုက်လေတယ်တကားဆောင်လေးခီးသွားကုန်တဲ့တူရဲ့မိဖြစ်တဲ့အကြောင်းဒီမိရှင်ဟာတီလဲတီကြီးပြီးရင်ကြီးဝယ်ရလည်းရှိတဲ့အကြောင်းပြန်ပြောလေတယ်ဒီလိုနဲ့နိုင်ရင်ဝင်ကြီးကအလီရှိရာစီကိုဥတိုက်သွားလို့သားကဘယ်ကလာရလဲမေးလေလေဒီတော့အလီကလည်းလောကဝတ်ထုံးစံတဲ့အညီအယိုသေးပေးပြီးဖခင်ငါဒီကာရိုမြို့မှာလာခဲ့ပါတယ်ငါရဲ့အဖေမှာနိုင်ဝင်ကြီးဖြစ်လို့ဖះရှင်ရဲ့လူတော်ရမကြမိပဲကွယ်လွန်သွားပါပြီလို့ပြောလေတယ်ပြီးတော့အလီကသူ့ရဲ့အဖြစ်အပျက်ကိုအလုံးစုံစုံစည်းအောင်ပြောပြပြီးတဲ့အခါမှာတော့အိုဖခင်ငါဒီတိုင်းတိုင်းပြည်ပြည်ကိုလှည့်၍မပြီးမချင်းကာရိုမြို့ကိုပြန်တော့မှာမဟုတ်တော့ပါဘူးဒီတော့နိုင်ဝင်ကြီးလည်းအသွားမတော်တလန်းဆိုသလိုမဟုတ်ပါလားသားရဲ့တန်တရားမှာဘယ်လို့မဆိုစဉ်စဉ်ဆဆလုပ်တာကောင်းပါတယ်လို့ပြောပြီးလီကိုသူ့အိမ်ကိုခေါ်သွားလို့လောကဝတ်ကြေးပွန်စွာပြုစုကျွေးမွေးနေတယ်သူ့အိမ်ကိုရောက်တဲ့အခါမှာနင်းဝင်ကြီးကအလီကို
အိုသားမောင်ဖခင်သည်ယခုအခါအသက်အရွယ်ကြီးရင်ပါပြီမကြပင်ဖျားရှင်ကခေါ်ပါတော့မယ်ဖခင်မှာတာမထွန်းကားပဲသမီးလေးတယောက်သာထွန်းကားပါတယ်ဖခင်ရဲ့သမီးဟာလည်းရုပ်ဆင်းအင်္ဂါမှာတားမောင်နဲ့ရှင်နိုင်တဲ့သူဖြစ်လေတယ်ဖခင်ရဲ့သမီးနဲ့လက်ဆက်လို့သူများအများပဲရှိလေတယ်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသူများကိုဖခင်လက်ခံတာမဟုတ်ပါဘူးယခုဖခင်မှာတားမောင်ကိုမြင်မြင်ချင်းအလိုပင်ချစ်ခင်တဲ့အတွက်ကြောင့်တားမောင်ဒီပင်ဖခင်ရဲ့သမီးကိုသိမ့်ပိုက်စီလိုပါတယ်တားမောင်ဒီဖခင်ရဲ့အကြံကိုသဘောကျတယ်ဆိုရင်ပြတ်တော်လာပြည့်ရှင်ဘယင်မင်းမြတ်ကြီးရဲ့ရှိတော်သူခေါ်ဆောင်သွားပြီးဖခင်ရဲ့ယာတို့လွှဲပြောင်းပေးဖို့ဘယင်မင်းမြတ်ကြီးဟာတန်တော်ဦးတင်ပါမယ်ဖခင်မှာအိုမင်းမဆွမ်းဖြစ်ပြီးဖြစ်တဲ့အတွက်ကြောင့်တန်တရားကြီးကိုညီငွေပါပြီလို့ပြောလေတဲ့ဒီတော့အလီကလည်းဖခင်ရဲ့အမိန့်ကိုလိုက်နာရင်တားမောင်သိရှိကြောင်းပါလို့ပြန်ပြောလိုက်တယ်ဒီတော့နိုင်ဝင်ကြီးဟာများစွာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးသူ့သမီးနဲ့အလီကိုထိမ်းများဖို့သူ့အိမ်ခမ်းမကြီးကိုတိုက်မြိုက်တင့်တယ်စွာမုန်းမှန်ချဲလဲလေထိမ်းများမင်္ဂလာပြုရနေ့မှာတော့မင်းပရိသတ်ကြီးကိုနိုင်ဝင်ကြီးကသူ့ရဲ့တမန်လောင်းမှာအီဂျစ်ပြည်ကနိုင်ဝင်ကြီးရဲ့ဒုတိယသားသူ့ရဲ့တူရင်းမင်ဖြစ်တဲ့အကြောင်းသူ့မှာသမီးတယောက်ထွန်းကားတဲ့အတွက်ကြောင့်မိဘအချင်းချင်းကဂရိရှိခဲ့တဲ့အတိုင်းသူ့သမီးကိုသူ့တူအလီနဲ့ဆုံးဖြတ်ပေးရတဲ့အကြောင်းထိမ်းများမင်္ဂလာပြီးတဲ့အခါမှာတော့အလီနဲ့ဇနီးမောင်နှံတို့မှာသူတို့ပျော်ပိုက်တယ်ဆိုရင်မိမိနဲ့အတူနေနိုင်တဲ့အကြောင်းတကယ်လို့မပြောဘူးဆိုရင်လည်းအီဂျစ်ပြည်ကိုပြန်ကျင်ပြန်နိုင်တဲ့အကြောင်းကိုပြောပြလိုက်တယ်ဒီတော့ထိမ်းများမင်္ဂလာခမ်းနားကိုရောက်လာကြတဲ့ပရိသတ်ကြီးလည်းတောင်းတောင်းဖြောက်ဖြားဩဘာပေးကြလေတယ်ဒီလိုနဲ့အလီရဲ့အကူမဟာမတ်လည်းအီဂျစ်ပြည်ရှင်ဘယင်မင်းမြတ်နဲ့တိုင်းခန့်လှည့်လည်ပြီးရမှာပြန်လာတဲ့အခါသူ့ညီအလီကိုအိမ်မှာမတွေ့ရတော့ပါဘူးဒီတော့မဟာမတ်လည်းသူ့လက်ပါစီတွေစီမှာစုံစမ်းကြည့်တော့လက်ပါစီတို့လည်းသူတို့သိသမျှအကုန်ပြောပြလေတယ်ဒီတော့မဟာမတ်ကခီးမထွက်ခင်တညကအလီကိုသူချိန်မောင်းလိုက်တဲ့အတွက်အလီဟာကြောက်လန့်ပြီးထွက်ပြေးသွားပြီလို့ယူဆပြီးနောက်နှပြင်းစွာဖြစ်လေတယ်ဒီအတွက်အလီကိုရှာဖို့ရက်လေးမျက်နှာကိုစေတမန်များကိုဆေလွတ်လိုက်လေတယ်ဒါပေမဲ့လည်းအလီကိုရှာလို့မတွေ့ကြပါဘူးပြီးတော့မကြမီပဲမဟာမတ်ဟာတထေးကြီးတဦးရဲ့သမီးနဲ့ထိမ်းများလိုက်လေတယ်အဲ့ဒီထိမ်းများတဲ့ညဟာလည်းအလီနဲ့ဗျက်တော်လာနိုင်ဝင်ကြီးသမီးထိမ်းများတဲ့ညဟာတူတူပါပဲပြီးတော့အဲ့ညမှာပဲအလီရဲ့ဇနီးမာရောမဟာမတ်ရဲ့ဇနီးမာရောကိုဝင်တည်ကြပါလေတယ်ပြီးတော့နေလာစီတဲ့အခါမှာသူတို့ညီကိုနှစ်ယောက်တောင်းတခဲ့တဲ့အတိုင်းမဟာမတ်ရဲ့ဇနီးဟာသမီးကလေးမွေးပြီးအလီရဲ့ဇနီးဟာတော့သားကလေးမွေးပါတယ်အလီရဲ့သားကလေးကိုတော့သူ့အဖိုးနိုင်ဝင်ကြီးကဟာဆန်လို့နာမည်ပေးလိုက်လေတယ်ဟာဆန်လေးအသက်9ရက်ပြည့်တဲ့နေ့မှာအလီကိုသူ့ရောက်ခမနိုင်ဝင်ကြီးကဘယင်မင်းရဲ့ရှေ့တော်ကိုခေါ်သွားပြီးမှန်လားပါရှင်မင်းရှေ့တော်မောက်မှာယခုခါစားလျက်ရှိတဲ့လူလင်ကတော့အီဂျစ်နိုင်ဝင်ကြီးရဲ့သားငါ၏တူငါသမီးရဲ့ခင်မောအလီဖြစ်ပါတယ်ငါလည်းယခုအသက်အရွယ်ကြီးရွယ်ပြီးခါကိုင်းပြီးနားထိုင်နေတဲ့အတွက်ရှင်မင်းရဲ့အမှုတော်ကိုဖြိုရွယ်စဉ်ကလိုခြေပွန်းအောင်မထမ်းရွက်နိုင်တော့ပါဘူးဒါကြောင့်ငါ့ကိုအားလက်ခွင့်ပေးပြီးငါ့၏တူသမက်အလီကိုပဲနိုင်ဝင်ကြီးရာတို့ပေးသနာဖို့ရှောက်တင်ဝင်ပါတယ်လို့ပြောလေတယ်ဒီတော့ဘယ်မင်းမြတ်လဲအလီရဲ့ရုပ်လက္ခဏာကိုနှစ်သက်တော်မူတာနဲ့နိုင်ဝင်ကြီးရာတို့ကိုအနှင်းတော်မူလိုက်လေတယ်အဲ့ဒီအခါဉာဏ်ပညာထိုက်တန်သူလည်းဖြစ်အမှုရန်လေးခြေပုံနဲ့လူဖြစ်တဲ့အတွက်ဘယ်မင်းမြတ်ဟာအလီကိုများစွာနှစ်သက်တော်မူလေတယ်ဒီလိုနှစ်သက်တော်မူတဲ့အတိုင်းမြောက်စားချီးမြှင့်တော်မူပါတယ်ဟာဆန်အသက်4နှစ်ရှိတဲ့အခါမှာတော့သူ့အဖိုးနိုင်ဝင်ကြီးကွယ်လွန်သွားတဲ့အတွက်သူ့အဖိုးရဲ့အမွေအားလုံးကိုဟာဆန်ကရလိုက်ပါတယ်သူ့အဖိုးဆုံးသွားတဲ့အခါမှာအလီဟာဟာဆန်ကလေးကိုဘယ်မင်းမြတ်ရဲ့ရှေ့တော်ကိုနေ့စဉ်ခေါ်ပြီးသွားလေတယ်ဟာဆန်ကလေးလည်းအင်မတန်လှပပြည့်တဲ့အတွက်မြင်သူတကာကချစ်ခင်ကြလေတယ်ဟာဆန်အသက်20ရောက်တဲ့အခါမှာတော့သူ့အဖေနိုင်ဝင်ကြီးအလီဟာပြင်းစွာမမာမချမ်းဖြစ်လေတယ်ဒီလိုနဲ့ဟာဆန်ကိုခေါ်ပြီးငါသားငါမသိခင်မင်းကိုမှာခဲ့ချင်တာရှိတယ်လို့ပြောပြီးသူ့ကိုမဟာမတ်နဲ့သူ့ဇာတိအီဂျစ်ပြည်ကိုပြန်ပြီးအောက်မိတာနဲ့ငိုလေတော့တယ်ပြီးတော့မျက်ရည်များကိုတုံးလို့အီဂျစ်ပြည်ကနိုင်ဝင်ကြီးမဟာမတ်ဆိုတာငါသားရဲ့ဘာကြီးတော်ပဲငါသူ့စကားနားမထောင်ပဲဒီကို
တင်းထွက်လာခဲ့တာလို့ပြောပြီးဟာဆန်ကိုစက်ကူတရွက်အယူခိုင်းလို့သူ့အဖြစ်ပြက်အလုံးစုံကိုမှတ်ယူစေလေတယ်။ပြီးမှငါသားအဲ့ဒီစာရွက်ကိုမပြောက်စေနဲ့။တင့်မှာအရေးတစုံတရာကျုံလို့ဆင်းရဲဒုက္ခဖြစ်တယ်ဆိုရင်တင့်ပါကြီးစီသွားပြီးဒီစာကိုပြကြည့်။ပြီးတော့ငါဟာလေလူတစ်စိမ့်နဲ့ကြားမှာဆွေးများမျိုးများကိုလွမ်းဆွတ်တန်းတာရင်းနဲ့ပဲတည်သွားရတယ်လို့ပြောပြလိုက်ပါလို့ဟာဆန်ကိုမှားလေတယ်။ဒီတော့ဟာဆန်လည်းသူ့ဖေရဲ့တေကန်ဤမှားကြချက်စာရွက်ကိုတရိုတသေးသိမ့်လို့ငိုပါလေတယ်။ပြီးတော့အလီဟာခဏတာမြမျောသွားရမှာတတိတစ်ခါရလို့ဟာဆန်ကိုသူမသေးခင်အချက်ကြီး၅ချက်ကိုမှားသွားလေတယ်။တစ်အချက်သားမောင်တန်တရားမောင်မိသူနဲ့မှထဲဝင်းပြင်ထွက်ဘလုံးမထွေးဖြစ်လောက်အောင်မပွန်တီးလုံးပါနဲ့အယောဝင်လည်းမလုံပါစေနဲ့မိသူစီမကိုလည်းအဝင်ထွက်မလုံပါစေနဲ့လူရမီဒီမှာခလန်းလန်းကခွာ၍ပေါင်းမှသာကောင်းပါရင်ပညာရှိတူကမိန်ဘူးတယ်ဒီတန်တရားမှာအတိဒုက္ခတွေ့ကြုံတဲ့အခါကိုကလွဲလို့အားကိုးရမယ်လို့မရှိပါဘူးတဲ့ဒါကြောင့်သူတစ်ပါးကိုအားကိုးရမယ်ဆိုရက်စိတ်လုံးလုံးမထားလိမ့်နဲ့လို့ငါဆုံးမလို့တယ်လို့ပြီးတော့အချက်နဲ့နေနဲ့ဖခင်မလိုတာကမိသူကမကောင်းမလုပ်ပါနဲ့သူများကိုမကောင်းလုပ်ရင်ကို့မှာလည်းမကောင်းဖြစ်တတ်တယ်ဒီတန်တရားကြီးမှာအမြဲကောင်းစားနေတယ်လို့ဆိုတာမရှိပါဘူးဒီနေ့ချမ်းသာတဲ့လူဟာနှက်ပြန်ဆင်းရဲခြင်းဆင်းရဲပြီးဒီနေ့ဆင်းရဲနေတဲ့လူဟာလည်းနှက်ပြန်ချမ်းသာခြင်းချမ်းသာတတ်ပါတယ်ပစ္စည်းဥစ္စာဆိုတာဟာလည်းပြန်ပြီးပေးဆမ်းမယ်ကျွေးမိသဘောမျိုးသာဖြစ်ပေတယ်ပြီးတော့ပညာရှိတူကမိန်ဘူးတယ်သူတစ်ပါးပေါ်မှာကျင်နာစိတ်ရှိပါတနေ့နေ့မှာကိုလေသူတစ်ပါးရဲ့ကျင်နာခြင်းကိုခံယူတတ်ဖို့လည်းလိုပါတယ်ကိုကမတရားလုပ်ရင်ကိုမတရားလုပ်မှလို့ပေါ်လာတတ်ပါတယ်လို့မှားလိမ့်တယ်ပြီးတော့တတိယအချက်ကတော့နှုတ်ဆောင်တတ်ဖို့လေ့လာပါဆိုတာပါပဲတမ်းပေါင်းတပားလူရဲ့အဖြစ်ကိုမရှုပါနဲ့ကို့အဖြစ်ကိုသာကိုတုံးတတ်ပါပညာရှိတူကမင်ဘူးတယ်နှုတ်ဆောင်ရင်ဘေးကင်းတယ်နှုတ်ဆောင်ခြင်းဟာအဖိုးတန်တယ်စကားပြောခြင်းကိုဆင်ခြင်နိုင်မြဆင်ခြင်ပါနှုတ်ဆောက်၍နောင်နာရတဲ့အခါတစ်ခါသာဖြစ်စေရမယ်နှုတ်မဆောက်တဲ့အတွက်မူကားနောင်နာအခါပေါင်းများစွာရနိုင်တယ်လို့မှားလေတယ်ပြီးတော့ဒီအချက်ဖခင်မှာကျင်တာကတော့တည်ရင်မတော့ဘူးပါပဲတည်ဟာမကောင်းမှုမှန်သမျှရဲ့ဥကောင်းလေးဖြစ်လေတယ်အစင်ဉဏ်တရားကိုလည်းကင်းမဲ့စေတယ်ဒါကြောင့်တည်ရင်မကျူးပါနဲ့ဆိုတာကိုဖခင်ထက်ကမှာခဲ့ခြင်းပါတယ်ပညာရှိတူကပြောဘူးတယ်ငါဟာတည်ရင်မှရှောင်လို့တေးတော့ကျူးနဲ့လွဲစီ၍ကောင်းမှုတကားကိုဟင်းလင်းဖွင့်စေခဲ့တယ်လို့မှားလေတယ်ပြီးတော့နောက်ဆုံးအချက်ကတော့သင်ဟာဥစ္စာကိုခင်ဥစ္စာကလည်းတင့်ကိုခင်လိမ့်မယ်ဆိုတဲ့အကြောင်းပါပဲတင့်ရဲ့အတပြားကိုတင်ကစောင့်ရှောက်ရင်တော့တင့်ရဲ့အတပြားကလည်းတင့်ကိုစောင့်ရှောက်ပါလိမ့်မယ်ပစ္စည်းကိုမဖြုံးပါနဲ့ဖြုံးရင်မွဲတီလို့အမျိုးရိုးသူတို့ထံမြန်သွား၍တောင်းဆရတတ်လေတယ်အတပြားဟာတန်တရားကြီးမှာဆွဲကပ်တတ်တဲ့အနာရောဂါအပေါင်းကိုပျောက်ကင်းစေတတ်တဲ့နတ်ဆေးလိုသဘောထားပြီးအတပြားကိုစုနိုင်သမျှစုပါပညာရှိကြီးတူကမိန်မှုတယ်ဥစ္စာမရှိရင်မိတ်ဆွေမရှိပါဥစ္စာပေါ်ရင်မိတ်ဆွေပေါ်တယ်ဥစ္စာရှိရင်ကိုယ့်ရဲ့တောင်းပေးမဲ့သူပေါ်တယ်ဥစ္စာမရှိရင်အတိပင်လုပ်ချင်တဲ့သူမရှိဘူးလို့ပြောလေတယ်ဒီလိုနဲ့တာဟာဆန်ကိုအထက်ခါမှားကြပြီးတဲ့အခါမှာတော့အလီဟာအသက်ထွက်သွားလေတယ်ဒီတော့ဟာဆန်လည်းငိုရီမဆုံးနိုင်အောင်ဖြစ်ပြီးအပူမီတောက်လောင်လို့မိမိရဲ့တာဝန်ဝတ္တရားများကိုလစ်လျူရှုလို့အိမ်တွင်းကအိမ်မြင်ကိုနှစ်လတာများမထွက်ပဲနေလေတယ်ဒီတော့ဘယ်မင်းမြတ်ဟာလဲရာဇမှန်ရှလို့ဟာဆန်ကိုယာရုမှချပြီးနိုင်ဝင်ကြီးအသက်ခန့်တော်မူလိုက်လေတယ်ပြီးတော့ဟာဆန်ရဲ့အိုးအိမ်ပစ္စည်းအားလုံးကိုတင်းယူလို့ဟာဆန်ကိုဖမ်းဖို့ပါအမိန်ထုတ်တော်မူလိုက်လေအဲ့ဒီအကြောင်းကိုဟာဆန်ရဲ့ဖခင်နိုင်ဝင်ကြီးအလီရဲ့ကျွန်းရင်းတယောက်ကသိတာနဲ့ဟာဆန်စီကိုအမြန်ပြေးပြီးအကြောင်းကြားလေတယ်ဒီတော့ဟာဆန်လဲလမ်းမှာသုံးဖို့ပစ္စည်းကလေးများယူဖို့အချိန်ရအောင်မလားမိတ်ဆွေရဲ့လို့အဲ့ဒီဂျုံကိုမေးလေတယ်ဒီတော့ဟိုရှင်အချိန်ရှိတိုင်းမှာဤလမ်းမှာအမြန်ပြေးပါတန်တရားမှာအသက်ချမ်းသာဖို့ကိုပဲအရေးကြီးပါတယ်အိမ်ဆိုတာကတော့အစားရှာရင်ရနိုင်ပါတယ်အသက်ဆိုတာကတော့တစ်ခါတည်ဝိုင်းရင်ဘယ်ခါမှအစားပြန်ရ၍မရပါဘူးတန်တရားကြီးဟာလည်းစမ်းလာပါပြီတဲ့ဖျားရှင်ဟာအေယာမမြေပြင်ကြည်ကြီးကိုပေးထားတော်မူပါတဲ့နဲ့လူတို့ဟာချင်းချင်းမြောင်းမြောင်းအိမ်မှာပဲနေကျင်ကြတာပဲလို့အဲ့ဒီကျွန်ကပြောလေတဲ့
အဲ့ဒီစကားကိုကြားတော့ဟာဆန်လည်းပစိုးတစ်ခုကိုယူပြီးခေါင်းကိုအုပ်ခါသူ့နေအိမ်ကနေတခါတည်းထွက်ပြေးလေတဲ့နန်းဝင်ကြီးအသက်ကလည်းနောက်ပါချွေရံများနဲ့ဟာဆန်ကိုဖမ်းဖို့လာတဲ့အခါမှာဟာဆန်လည်းမြို့ပြင်ကိုရောက်ပြီးသွားလေတယ်မြို့သူမြို့သားတို့ကလည်းဟာဆန်ရဲ့ဖြစ်ပုံကိုကြားရတာအော်ဖြစ်မှဖြစ်ရလေခြင်းလို့ညင်ညူကဟာဆန်ကိုတနာကြလေတယ်ဟာဆန်လည်းခြေဦးတက်ရာတုတ်သီးတုတ်ပြထွက်ပြီးနောက်ဆုံးမှာတော့သူ့အဖေရဲ့တင်းချိုင်းကိုရောက်သွားပါလေတယ်အဲ့လိုနဲ့ဟာဆန်လည်းသူ့အဖေရဲ့ဂူနီးမှာထိုင်လို့အမောဖြစ်နေတော့မှလွယ်နှလုံးထဲမှာအတပြအပြည့်ထည့်ပြီးလွယ်လာတဲ့ရေဝတီတကြွယ်တယောက်နဲ့တွေ့ဆုံနေတယ်အဲ့ဒီအခါရေဝတီလည်းအလိုနိုင်ဝင်ကြီးကပါလားဘလို့အရေးချောင်းအချိန်ခါမဟုတ်တင်းချိုင်းတွင်ကြီးရောက်နေတာပါလေဝစ်စားများတော့မလဲခဲ့ပါလားလို့ဆိုလေတဲ့ဒီတော့ဟာဆန်ကဒါကတော့ဒီလိုပါတကြွယ်ကြီးငါအိတ်နေတော့ငါအဖေကသူ့စီကိုအကြော့မလာရကောင်းလားဆိုပြီးအိမ်မက်ပေးတာနဲ့ငါလည်းအိယာကလက်နုလို့ဂမန်းကရန်ထလာခဲ့ရတာနဲ့အဝင့်စားတော့မလဲခဲ့ရပါဘူးလို့ပြန်ပြောလိုက်နေတယ်ဒီတော့ရေဝတီတကြွယ်လဲနိုင်ဝင်ကြီးဖခင်ရဲ့ကုံသင်္ဘောများဟာမကြခင်ကုံများဆက်ရောက်ပါတော့မယ်ပထမဆုံးရောက်တဲ့သင်္ဘောတွေကပါတဲ့ကုံများအားငါအားရောက်မှဆိုပြီးတပြားထောင်တုပ်ကိုဟာဆန်အားပေးနေတယ်ဒီတော့ဟာဆန်ဟာသင်္ဘောပါကုံများကိုရောင်းပြီးဖြစ်တဲ့အကြောင်းပြေစာရေးလို့ရေဝတီတကြွယ်အားပေးလိုက်လေတယ်အဲ့လိုနဲ့တကြွယ်လဲပြေစာကိုယူလို့ဝမ်းသာအားရပြန်သွားလေတယ်ဒီတော့ဟာဆန်လဲသူ့အဖြစ်ကိုသူဝမ်းနှဲလာတာနဲ့ငိုလေတယ်ဒီလိုချိန်မျိုးမှာမိုးချုပ်သွားပြီးဟာဆန်လဲမောပန်းနာနဲ့သူ့ဖေရဲ့ကိုကိုနှီးလို့အိပ်ပျော်သွားလေတယ်ညနေလာတော့ဟာဆန်လဲသူမိနေရာမှဘေးကိုလက်ကျသွားပြီးမိကြီးပေါ်မှာခြေပြက်လက်ပြက်ဆက်ပြီးအိပ်ပျော်နေပါတယ်အဲ့ဒီညကလာကြီးကလည်းတာလိုက်တာမှထိန်ထိန်ကြီးနေပါတယ်အဲ့ဒီတင်းချိုင်းဟာလည်းတစီတရေပေါ်တဲ့တင်းချိုင်းဖြစ်တဲ့အတိုင်းတရေမှတကောင်ပေါ်လာပြီးဟာဆန်ကိုမြင်တာနဲ့အလုံးတဲလာတဲ့လူယောက်ျားပါလားလူသားဆန်စက်မှဟုတ်ပါလေစားလို့အောင်းမိပြီးခလန်းလန်းကနေကြီးလို့ကောင်းငင်ကိုပြန်တက်သွားပါလေတယ်ကောင်းငင်ကြတော့တရေဒီတကောင်နဲ့တွေ့တာနဲ့တရေမကအလူမောင်ကြီးဘဲကလာခဲ့ပါသလဲလို့မေးလေတယ်ဒီတော့တရေထီလဲငါအီချစ်ပြည်ကပြန်လာလို့ပြောလေတယ်ဒီတော့တရေမကအမသိပြောအောင်မယ်မောင်ကြီးရဲ့ဟောဟူကတင်းချိုင်းထဲမှာဆန်းဆန်းပြပြလူယောက်ျားတယောက်အိတ်နေလိုက်တာလှလဲလှလိုက်ပါပြီတဲ့ဒီလိုလှတာမျိုးငါဖြင့်ငါတသက်မှမမြင်ဘူးပါဘူးမောင်ကြီးရဲ့မောင်ကြီးတစ်စိတ်လောက်လိုက်ကြည့်စမ်းပါအောင်လို့ပြောလေတယ်ဒီတော့တရေဒီကအေးကောင်းပြီငါလိုက်ကြည့်မယ်လို့ပြောပြီးတရေဒီနဲ့တရေမတို့ကနှစ်ကောင်သားဟာဆန်အိတ်နေတဲ့တင်းချိုင်းကိုတွားကြလေတယ်တင်းချိုင်းကိုရောက်တော့တရေဒီကအေးနမကြီးတင်ပြောတာဟုတ်သားပဲတဲလဲချောတဲ့လူယောက်ျားပါပဲတကားဒါထက်သူ့မြင်လို့သတိရတာကိုပြောရအောင်မယ်ငါလည်းဒီနေ့အီဂျစ်ပြည်ကိုရောက်ခဲ့ရင်သူ့လိုချောတဲ့လှတဲ့မိန်းကလေးတယောက်ကိုမြင်လိုက်ရတယ်ချောပုံကတော့သူတို့နှစ်ယောက်မောင်နှမရင်းဆိုရင်တော့ယုံတော့တယ်အဲ့ဒီမိန်းကလေးဟာအသက်19နှစ်ပြည့်တော့အီဂျစ်ပြည်ရှင်ဘုရင်ကြီးကတောင်ရတင်နေနဲ့ဆိုပြီးအဲ့ဒီမိန်းကလေးရဲ့အဖေနိုင်ဝင်ကြီးကိုပြောလေတယ်အဲ့ဒီတော့နိုင်ဝင်ကြီးကမှန်လားပါငါညီရဲ့သားငါတူနဲ့ထိမ်းမြဖို့မိဘချင်းဂရိထားခဲ့တဲ့အတွက်သိခံတော်မူပါလို့ပြန်ပြီးရှောက်နေတယ်ပြီးတော့တခါနိုင်ဝင်ကြီးကဘယင်မင်းမြတ်ကိုရွှေနားဆင်မှုတော့ပါဆိုပြီးသူတို့ညီကိုနှစ်ယောက်ရဲ့တယောက်သားတယောက်သမီးထိမ်းမြကြဖို့ဂရိထားကြပုံကိုရှောက်နေတော့တယ်ပြီးတော့တခါနိုင်ဝင်ကြီးကဆက်ပြီးဒါကြောင့်ငါသမီးကိုငါညီရဲ့သားငါတူနဲ့ထိမ်းမြဖို့သူတို့မောင်မနှစ်ယောက်အမွေးမိကြပဲဂရိထားခဲ့ပြီးဖြစ်တဲ့အကြောင်းဒါကြောင့်ငါ၏သမီးကိုတခြားမိသူနဲ့မှထိမ်းမြနိုင်မှာမဟုတ်တဲ့အကြောင်းငါတို့ညီကိုနှစ်ယောက်နိုင်ဝင်ကြီးရာတို့ကိုတွဲဖက်ဆောင်ရွက်ခဲ့ကြတာလေ19နှစ်အထက်အခုငါရဲ့19နှစ်သမီးအသက်နဲ့အတူတူပဲဖြစ်တဲ့အကြောင်းအခုနောက်ဆုံးသတင်းရဆိုရင်ငါညီဟာပြတ်တော်လာနေပြီးတော့ကနိုင်ဝင်ကြီးရဲ့သမီးနဲ့ထိမ်းမြပြီးတားတယောက်ရမှာကွယ်လွန်ရသွားတယ်ဆိုတဲ့အကြောင်းငါရဲ့သမီးရဲ့ဇာတာကိုစမ်းစစ်ကြည့်တဲ့အခါမှာတော့ငါသမီးဟာငါတူနေတာသိမ့်မြတ်ဖို့မြင်တဲ့အကြောင်းအရှင်မင်းတရားကြီးရဲ့ရွှေနန်းတော်မှာအရှင်မင်းတရားကြီးနဲ့ထိုက်တန်တဲ့သမီးကညာမြောက်များစွာရှိတဲ့အတွက်ငါသမီးဟာကောက်ယူခြင်းမှာခွင့်လွှတ်တော်မူပါရန်ရှောက်ထားဝင်ပါတယ်လို့ပြောလေတယ်။အဲ့လိုနိုင်ဝင်ကြီးရှောက်လိုက်တော့ဘုရင်မင်းကြီးလည်းညာစမှန်ရှလို့
တင့်သမီးလိုဟာမျိုးကိုငါဘီရင်တယောက်ကလိုချင်တဲ့ဆိုရင်ကိုတင့်ဖို့ဝမ်းသာစရာမဟုတ်ပါလို့တို့ဖြစ်လျက်တင်ဟာမဖွေမရအကြောင်းရှာပြီးငါရဲ့အလိုတော်ကိုညင်းလေတယ်မလောက်လေးမလောက်စားရှိလေစွာငါဟာတင့်သမီးကိုငါ၏မြင်တိုင်းငကုံးနဲ့ဒီနေ့ညပဲပေးစားပြစ်မယ်လို့မိန့်တော်မူပြီးငကုံးကိုအဲ့နေ့ညပဲနိုင်ဝင်ကြီးသမီးနဲ့ထိမ်းများပေးဖို့စီစဉ်တော်မူပါတယ်အဲ့ဒါလို့တေယတိကတေယမကိုပြောပြလေတယ်ပြီးတော့တေယတိကတေယမကိုဇက်ပြီးငါခုပဲကိုင်ရိုမြို့ကကောင်းကင်ခီးနဲ့ပြန်လာခဲ့ရတာနမရဲ့ငကုံးလဲဘယ်မင်းမြတ်ပေးထားတဲ့အဆောင်ရောင်တပည့်တပန်းတွေနဲ့ရေချိုးပြီးကြံရက်လေတယ်သူတပည့်တပန်းတချို့လဲမီးရှူးမီးတိုင်နဲ့ကင်လို့နိုင်ဝင်ကြီးသမီးခမထိမ်းများဖို့အတွက်သူ့ကျမတွေကဝိုင်းပြီးစင်ပြန်ဖိလိမ့်ပေးနေကြတာကလေးမလေးကတော့တရှုံရှုံနဲ့ငိုယိုလို့ပေါ့သူ့အဖေနိုင်ဝင်ကြီးကိုလည်းအနားလာခွင့်တော့မပေးကြဘူးတဲ့နှမရဲ့ငါဖြင့်ဒီငကုံးလိုအကြီးတန်းရုပ်ဆိုးရလို့တခါမှမမြင်ဘူးပါဘူးကွယ်တကယ်ကိုအော်နှလုံးနာစရာကောင်းတဲ့တရားဝါပါပဲကလေးမလေးဆိုတာကလည်းလှလိုက်ချောလိုက်တာမပြောပါနဲ့တော့ကွယ်ငါဖြင့်ဒီတက်မှာတခါမှမမြင်ဘူးပါဘူးဒီတငယ်ထထောင်ချောသေးတာပေါ့လို့ပြောလေတဲ့ဒီတော့တခါတရေမကအမေမောင်ကြီးမကြွားပါနဲ့တန်တရာကြီးမှာဒီတငယ်ထက်ချောတဲ့ဟာမရှိနိုင်ပါဘူးလို့ပြန်ဆိုတယ်ဒီတော့တခါတရေဒီကငါကြွားတာမဟုတ်ရပါဘူးကွယ်တကယ်ပြောတာဟိုမိန်းကလေးကတစ်တငယ်ထထောင်ချောသေးတယ်ဒါပေမဲ့ကွယ်သူတို့နှစ်ယောက်ဟာမောင်နှမအရင်လို့ပြောရင်တော့ယုံကျင်စရာပဲအလွန်ဆုံးမောင်နှမတဝမ်းခွဲဆိုရင်တော့မယုံမဲ့သူရှိမှာမဟုတ်ဘူးမကုန်းနဲ့ဟာရသွားရင်တော့ခလေးမခမရင်ကျိုးရမှာပေါ့လို့ပြန်ပြောလေတယ်ဒီတော့တရေမလည်းကိုင်းဒီလိုဆိုရင်မောင်ကြီးရေပြောနေကြရော့မယ်ဒီတငယ်ကိုအမြန်ပွိချီပြီးတာယူလာခဲ့ပြီတော့ဘသူကပူချောလဲဆိုတာကိုငါတို့မောင်နှမနှစ်ယောက်ကိုင်ရိုမြို့ကိုတွားကြည့်ကြမယ်လို့ပြောလေတယ်ဒီတော့တရေထီလဲဟာဆန်ကိုပွေးပြီးလေထဲကနေဆောင်းယူသွားလေတယ်တရေမကဘေးကလိုက်လို့ကိုင်ရိုမြို့ကိုရောက်တဲ့အခါဟာဆန်ကိုကြောက်ဖြာပေါ်မှာချပြီးအိပ်ပျော်နေရာကနေနှိုးလိုက်နေတယ်ဟာဆန်ကအိပ်ရာကနှိုးလို့ကြည့်လိုက်တဲ့အခါမှာတော့သူ့အဖေတင်းကြိုင်းနားမှာမဟုတ်တော့ပဲတခြားတနေရာကိုရောက်နေတာကိုတွေ့ရတော့လန့်သွားလေတယ်ဒီလိုနဲ့အော်မယ်လှုပ်တဲ့အခါမှာတရေဒီကမအော်ဘူးအချက်ပေးပြီးမှဟာဆန်လည်းငြိမ်နေလေတဲ့ပြီးတော့တရေထီဟာဟာဆန်ကိုအဖိုးထိုက်အဖိုးတန်ဝတ်တစားတို့ကိုဝတ်ဆင်ပေးပြီးမီးရှူးတိုင်တိုင်းကိုလည်းပေးလိုက်လေတယ်အဲ့ဒီတော့အချိန်ကလည်းအကာလညအခါကိုရောက်နေပြီဖြစ်ပါတယ်ပြီးတော့တရေဒီဟာဟာဆန်ကိုဒီမာလူလေးရဲ့တင့်ကိုငါတို့ခေါ်လာတာကကောင်းတာလုပ်ဖို့အတွက်ခေါ်ဆောင်လာတာပါဒီတော့လူကလေးဘာမှမကြောက်ပါနဲ့ဟောဒီမီးရှူးတိုင်ကိုဂိုင်းပြီးဟိုဝေချိုးစိတ်ကလူရီစီကိုရအောင်သွားပြီးတော့သူတို့တွေနဲ့အတူထိမ်းများဝဲရှိတဲ့အိမ်ကိုရအောင်သာလိုက်သွားပါကိုရောက်တော့လေဘာမှမကြောက်ပါနဲ့တခါတည်းခန်းကြီးထဲရောက်အောင်စွတ်ဝင်သွားပြီးသရိုးသားငကုံးရဲ့ညာဘက်ဘေးမှာဝင်ထိုင်လိုက်ပါပြီးတော့ကားကြီးတဲ့မတွေနဲ့အထင်းချီမတွေနဲ့တွေ့လို့ရှိရင်တဲ့အိတ်ထဲကိုနှိုက်ကြည့်လိုက်ပါတင်အသက်ပြားတွေကိုတွေ့ပါလိမ့်မယ်ဒီအသက်ပြားတွေဟာလုံးဝမကုန်နိုင်ပါဘူးတယောက်တစ်စုပ်နှိုက်ပြီးတာပေးလိုက်စမ်းပါအဲ့ဒီအသက်ပြားတွေဟာဖះရှင်ကပေးတဲ့သက်ပြားတွေပါသူ့လူတော်တိုင်းဖြစ်ဖို့သူကပေးတဲ့ဟာဖြစ်လို့ဘာမှမကြောက်ပါနဲ့လို့ပြောလိုက်ပြီးတယ်ဒီတော့ဟာဆန်လည်းစိတ်ထဲကငါနဲ့ဘာလို့ဒီလောက်ကံကောင်းနေပါလဲလို့အောင်းမိပြီးတရေဒီမှာတဲ့အတိုင်းမီးရှူးတိုင်ကိုကင်လို့လူတွေနဲ့ရောလိုက်သွားလေတယ်ရေချိုးစိတ်တကားကိုဟာဆန်ရောက်သွားတဲ့အခါမှာတော့မကုံလေရေချိုးပြီးဝတ်စားတွေလဲလို့မြင်းပေါ်မှာတော့ရောက်နေပါပြီသူ့နောက်ကဝတ်ကောင်းစားလာယောက်ျားချွေရန်တွေကလည်းတစုတယုံပါပဲဒါနဲ့ဟာဆန်ကမီးရှူးတိုင်ကြီးကင်ပြီးလိုက်သွားတော့ခါချီတဲ့မတွေကပြိသက်တွေစီကနေဆုလက်တွေတောင်းကြလေတယ်ဒီတော့ဟာဆန်ကသူ့အိတ်ထဲကနှိုင်းပြီးတပြားတွေကိုဆုချလိုက်တာအော်တိုက်သွားပါလေတယ်ဒီတော့ကားကြည့်တဲ့မတွေကလည်းအိုးတဲပြီးဆုလက်ပေးကန်ရရောတဲ့သူပါလားလို့အောက်မိလို့ဟာဆန်ကိုမျက်လုံးမြမျက်စံပြူဝိုင်းပြီးကြည့်ကြလေတယ်တခြားပြိသက်တွေကလည်းဟာဆန်ရဲ့ချောပုံသူ့ဝယ်စာလှပုံအဖိုးတန်ပုံတွေကိုကြည့်ပြီးအံ့ဩကြနေတယ်ဟာဆန်ကတော့လမ်းတစ်လျှောက်လုံးကားကြည့်တဲ့မတွေကိုဆုချရင်းနဲ့ပဲသူ့ဘာကြီးနိုင်ရင်ဝင်အင်ကြီးကိုရောက်သွားလေတယ်ဟိုရောက်တော့စောင့်ရှောက်တွေကရှေ့ကိုမဆက်မသွားဘူးတားကြလေတယ်ဒီတော့ကားကြည့်တဲ့မတွေကလည်းဟာ
ဟာဆန်သာမသွားရဘူးဆိုရင်သူတို့လည်းမသွားဘူးသူတို့သားကိုလည်းမပေးဘူးသူတို့မှာဟာဆန်ကဆုလက်တွေပေးထားတယ်အသက်ပဲရှိတယ်လို့ဆိုကြလေတယ်ဒီလိုနဲ့ဟာဆန်လည်းကကြည်တဲ့မတွေနဲ့ရောပြီးငကုံးရဲ့ဘေးကဝင်ထိုင်လိုက်ပါလေတယ်ဒီတော့ငကုံးလည်းမျက်စိမျက်နှာပြက်ပြက်နဲ့ဟာဆန်ကိုမျက်စောင်းကြီးတစ်ခဲခဲနဲ့ကြည့်နေလေတော့တယ်ထိမ်းများပွဲကိုရောက်လာကြတဲ့မင်းကတော်ဇိုးကတော်မင်းသမီးဆိုသမီးတွေကလည်းမီရှူမီတိုင်တွေကိုင်းပြီးသရုံသားထိုင်တဲ့နေရာကနေသရုံသမီးအခန်းရောက်တဲ့တိုင်အောင်ဘေးကနေစီတန်းနေကြပါတယ်သူတို့အားလုံးဟာဆန်ကိုမြင်တာနဲ့တပြိုင်နက်ဟာဆန်ပေါ်မှာမေတ္တာစိတ်ယူဖိတ်ကြကုန်နေတယ်ဟာဆန်ကလည်းချော့လိုက်တာလာမင်းကြီးထွက်လာသလိုအောင်းမရပါနေတယ်ကကြည်တဲ့မတွေကလည်းဒီလူကြောကလေးသာငါတို့ကိုအသက်ပြအမြောက်များဆုချထားတဲ့အတွက်ကြောင့်မိမများရဲ့ဝတ်မပြတ်ကြပဲသူဘာပဲပြောပြောနားထောင်ရမယ်လို့ပြိတ္တကူပြောလိုက်တယ်ကကြည်တဲ့မတွေကဒီလိုပြောလိုက်တာကိုအမျိုးသမီးပြိတ္တကလည်းဟာဆန်ကိုဝိုင်းကြည့်ပြီးအော်သူ့ရင်ဝင်ထဲမှာတနာရီလောက်ပဲဖြစ်ဖြစ်တနာရီမကလို့တစ်နှစ်လောက်ပဲဖြစ်ဖြစ်မိန်နေလိုက်ရရင်တော့သိစိန်ရှိမှာပဲလို့အောက်မိကြလို့ပြီးတော့ဟာဆန်ကိုရတဲ့မိမဟာလည်းကန်ထူးသူသာဖြစ်ရလိမ့်မယ်လို့ပြောကြလေတယ်ပြီးတော့သူတို့အားလုံးဟာငကုံးဝိုင်းပြီးကျင့်စေကြလေတယ်ရှင်မင်းကိုလည်းဝိုင်းပြီးကျင့်စေကြလေတယ်ဒီတော့ကကြည်တဲ့မတွေဟာမြိုင်ဆိုင်စွာတိဆိုတိမုတ်ကြပြီးသူတို့သမီးလာကိုစောင့်ကြလေတယ်ပြီးတော့နိုင်ဝင်ကြီးရဲ့သမီးကလှပမွှေးကြိုင်စွာဖီးလိမ့်ပြီးတဲ့အခါမှာတော့အခိုင်းစင်မိမများကဘေးကရန်လို့ထွက်လာလေသူ့ကိုကြည့်ရရတာတစ်ခါကောင်းငင်ပုံကနတ်သမီးများဆင်းလာရမလားလို့တော့ထင်ရလေတယ်အဲ့ဒီအချိန်မှာပရိသတ်အားလုံးကဟာဆန်ကိုဝိုင်းပြီးကြည့်နေကြလေတဲ့ငကုံးကတော့ပြုံးကြီးနဲ့သူတို့သမီးအလောင်းကိုစောင့်နေလေတယ်ဒါပေမဲ့သူတို့သမီးကငကုံးစီကိုမသွားပဲဟာဆန်စီကိုတောက်လျှောက်သွားပြီးဟာဆန်နားမှာပဲရက်နေပြီးတော့တယ်ဒီတော့ပရိသတ်ကြီးကဝိုင်းပြီးအော်ပါပေးကြလေတယ်ကကြည်တဲ့မများကလည်းငါတို့သဘောဆိုရင်ငါတို့သခင်မလေးကိုဒီလီဂျောကလေးနဲ့ပဲပေးစားလိုက်မှာလို့ဆိုကြတယ်ဒီတော့ဟာဆန်ကသူ့အိတ်ထဲကတပြားတွေကိုတဆုပ်ပြီးတဆုပ်နိုင်ပြီးကကြည်တဲ့မတွေကိုဆူချလေတယ်ငကုံးနားမှာတော့ပရိသတ်တယောက်မှမရှိပဲအားလုံးဟာဆန်နားမှာပဲဝိုင်းနေကြလေတယ်ငကုံးနားမှာထုံးပေးထားတဲ့မီရှူးတိုင်တွေဟာလည်းဘလို့ငိမ့်သွားမှမသိပဲငိမ့်သွားတဲ့အခါမှာတော့ငကုံးဟာမှောင်ကြီးမဲမဲနဲ့ဖြစ်နေရှာလေတယ်ဟာဆန်ကလည်းသူတို့သားငကုံးနားမှာဘသူမှမနေပဲသူ့အနာကြီးအကုန်ဝိုင်းနေကြတော့ဘလို့များပါလိမ့်လို့အောင်းမိပြီးအံဝချင်းမကအံဝသွားနေတော့တယ်နောက်သူတို့သမီးကိုကြည့်လိုက်တဲ့အခါမှာတော့သူ့စိတ်ထဲမှာအင်မတန်ပီတိဖြစ်သွားလေတယ်သူ့စိတ်ထဲသူတို့သမီးမျက်နှာကိုတည်ချာများကြည့်လိုက်ရရင်ကောင်းပါပဲလို့အောင်းမိနေတော့မှအဖြူရံတွေဟာသူတို့သမီးအုပ်ထားတဲ့ပဝါကိုဖွင့်ပေးလိုက်ကြလေတယ်သူတို့သမီးဟာရှက်သွင်းမော်ပြီးမျက်စိမိတ်ထားရကမျက်စိကိုဖွင့်လိုက်ရင်တော့ဟာဆန်မြင်တဲ့အခါအိုးဖျားသခင်ငါ့ကိုငကုံးရံမှာကယ်ပြီးဒီလူချောရဲ့လက်ကိုရအောင်မတော်မူပါလို့ဆိုပြီးဖျားကိုတိုင်တယ်လေတယ်အဲ့ဒီအချိန်မှာသူတို့သမီးကိုအခန့်အပ်ပြီးမဝတ်လဲဖို့အတွက်ဖြူရံတွေဟာအိတ်ကန်းထဲကိုဝင်သားကြတာနဲ့ပရိသတ်များဟာတယောက်မချန်ပြန်ကုန်ကြလို့ခန်းမကြီးမှာဟာဆန်နဲ့ငကုံးနှစ်ယောက်ပဲကြံလေတော့လေတယ်ဒီတော့ငကုံးဟာဆန်စီကိုသွားပြီးမိတ်ဆွေဒီနေ့ညလာရောက်ချီးမြှင့်တာကိုငါတို့ကျေးဇူးများစွာတင်ပါတယ်ဒါပေမဲ့ယခုအခါမိတ်ဆွေပြန်ဖို့အချိန်တန်ပြီဖြစ်တဲ့အတွက်ပြန်တော်မူပါလို့တောင်းပန်နေတယ်ဒီတော့ဟာဆန်လည်းကောင်းပါပြီငါပြန်မမယ်လို့ပြောလို့ခန်းတကားမှာထွက်လာခဲ့လေတယ်ဒီတော့တဲရီနဲ့တော့တွေ့ပြီးတဲရီကတဲ့မပြန်ပါနဲ့နေမြဲနေရာမှာသွားနေပါငကုံးနောက်ဖေးသွားဖို့ထွက်သွားတဲ့အခါမှာတော့တင်ကခက်မြန်သူတို့သမီးရဲ့အိတ်ခန်းကိုဝင်သွားပြီးသူတို့သမီးကိုတဲနဲ့ထိမ်းမြရမယ်သူတို့သားအစ်စ်ကငါပါပဲအခုခါငကုံးဟာငါမြင်ထိန်တာဖြစ်ပါတယ်ဘယင်မင်းမြတ်ကရရချေဖို့အတွက်ငကုံးကိုသူတို့သားရဟန်ဆောင်ပြီးလွတ်ထားတာပါလို့ပြောလိုက်ပါအဲ့လိုပြောပြီးတာနဲ့တပြိုင်နက်သူတို့သမီးရဲ့အနာကိုရေးရေးကြည့်ခဲ့လို့မျက်နှာအုပ်ချုံလွားကိုတခါတည်းဖွင့်လိုက်ပါလို့ပြောလေတယ်အဲ့လိုပြောနေတော့ငကုံးဟာလည်းနောက်ဖေးသွားဖို့အိမ်နာထဲကိုဝင်သွားလေတယ်ငကုံးလည်းအိမ်နာထဲမှာထိုင်မိတာနဲ့တပြိုင်နက်တေးရီဟာကြွရောင်ဆောင်ပြီးရေအိုးထဲကနေကျွီလို့မိလိုက်လေတယ်ဒီတော့ငကုံးဟာဟဲ့ကြွဘာဖြစ်တာလဲလို့မေးလိုက်လေတယ်ချွက်ကကြည်ရင်နဲ့တဖြည်းဖြည်းကြီးလာပြီး
ကြောင်နှက်ကြီးဖြစ်သွားလေတယ်ပြီးတော့ကြောင်နှက်ကနေတဖြည်းဖြည်းကြီးလာပြီးခွေးကြားကြီးဖြစ်သွားကဟောင်လေတော့တယ်ဒီတော့ငကုံးလေးကြောက်လာပြီးဟဲခွေးနဲ့ငဲတမ်းမအောင်အော်လေတော့တယ်ခွေးကြီးကတခါကြီးလာပြီးမိပေါင်လေးအရွယ်ဖြစ်သွားလို့ငကုံးကိုခွာနဲ့ပိတ်ကန်လိုက်လေတယ်ဒီတော့ငကုံးကအမလေးအိမ်ရှင်တို့ကဲတော်မူကြပါလို့အော်လေတယ်ဒီတော့တခါမိပေါင်ကလေးကကြီးလာပြီးကျွဲကြီးဖြစ်သွားပြန်လေတယ်ကျွဲကြီးကလူစကားနဲ့ဟဲ့ငကုံးမြင်းထင်းရုပ်တေဝီတော့လို့ဆိုပြီးငကုံးကိုအိမ်နာထဲကမထွက်နိုင်အောင်ရှေ့ကနေပြီးပိတ်ထားလိုက်လေတယ်ဒီတော့ငကုံးလည်းဒူးရီတုံတို့ကြောက်ချေးပါကျင်တာနဲ့အဝတ်မနာနိုင်မဲအိမ်နာပေါ်ကိုထိုင်ချလိုက်လေတယ်ဒီတော့မှတရေဒီလေဟဲ့ငကုံးတန်မြာမှာမိမတလောက်ရှားလို့ငါအချစ်ကိုလာပြီးလူယူလာလားပြောစမ်းတင့်ကိုဒီနေရာမှာငါတခါတည်းတက်ပြစ်လိုက်မယ်ငါ့ကိုပါမှတ်လေလို့ဆိုလေတယ်ဒီတော့ငကုံးလည်းအရှင်ကျွဲမဲဒီတငယ်မကိုငါကယူချင်လို့မဟုတ်ပါဘူးသူတို့ကအတင်းယူရမယ်ဆိုလို့ငါယူရမှာပါပြီးတော့သူဟာကျွဲမင်းနဲ့ချစ်ကြိုက်နေကြောင်းကိုလည်းငါမသိလို့ပါငါမှပါပြီးကျွဲမင်းရဲ့ငါအသက်ကိုချမ်းသာပေးပါလို့တောင်းပန်လိုက်လေတယ်ဒီတော့ကျွဲကြီးလဲဟဲ့ငကုံးနေဒီနေ့ညဒီအိမ်သားတွေကဘဲမှမထွက်ရအောင်ကြားလာပြီးတော့မိုးမလေးမချင်းတင်ပါတဲ့မှလည်းမပေးရဘူးငါစကားကိုနားမထောင်ရင်တော့တင်တော့တေးပြီးသားမှတ်လို့ပြောပြီးတေးရီလဲငကုံးကိုအိမ်သားပေါက်ထဲမှာစောက်ထိုးချလို့ဟဲ့ငကုံးမိုးမလေးမချင်းဒီနေရာကနေဘဲမှမသွားရဘူးနော်တွားရင်တင်းချစ်တော်ချောင်းကိုငါရိုက်ချိုးပြီးတက်ပြစ်လိုက်မယ်ငါအခုထွက်သွားပြီမယ်တင့်ကိုအပြင်ကစောင့်ကြည့်နေပါရေးဒီရတာတော့မလုပ်နဲ့တေသွားမယ်လို့ပြောပြီးအပြင်ကိုထွက်ခဲ့လေတယ်ပြီးတော့တရေဒီကဟာဆန်းစီသွားလို့သတို့သမီးအိတ်ခန်းစီကိုလိုက်ပို့လိုက်တယ်ဒီခါမှာတော့သတို့သမီးကဝတ်စားလဲပြီးအမေကြီးတယောက်နဲ့အခန်းထဲကိုဝင်လာတော့မှုတယ်အမေကြီးကလည်းခန်းဝကနေနေပြီးအိုးဝရှင်သားဘုရားသခင်ပေးသနာတော်မူတာကိုယူလဲပါလို့ပြောပြီးအခန်းအက်ကပြန်သွားလိုက်တယ်ဒီတော့မှသတို့သမီးလည်းအတွင်းဆောင်လေးကိုဝင်လာပြီးငါအသက်တည်သွားခြင်းတည်သွားမလို့စေဒီငကုံးမရတော့ငါမလုပ်ဘူးလို့သူ့ဝမ်းထဲမှာသူ့ဟာနဲ့သူအောင်းမိနေလေတယ်ပြီးတော့သူ့အတွင်းဆောင်ထဲမှာရောက်နေတဲ့သူဟာငကုံးမဟုတ်ဘဲဟာဆန်ဖြစ်နေတဲ့အခါမှာတော့လူသမီးကလူဘဲနဲ့ပဲတင်မပြန်သေးဘူးလားဒီကစိတ်ထဲမှာငကုံးအစားတင်တာကတတို့သားဖြစ်ရင်ကောင်းပါပဲလို့အောင်းမိနေပါတယ်ဒီလိုမဟုတ်ရင်တော့ငကုံးနဲ့ရှင်ရဲ့ငါ့ကိုဝင်ငှကြရင်တော့ကောင်းပါပဲလို့အောင်းမိနေတယ်လို့ပြန်ပြောလိုက်တယ်ဒီတော့ဟာဆန်ကအိုးမဟုတ်တာလားရဲ့ဘယ်ကငကုံးကအလှနာကိုလာကတ်မှလဲကြံကြီးကြံရသူနဲ့ဝီယူဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူးလို့ပြောလိုက်တယ်ဒီတော့သူတို့သမီးကနေပါဦးဒီကခင်မွန်းတွေကဘာတူလဲငကုံးလားတန်လားဆိုပြီးမေးလိုက်တယ်ဒီတော့ဟာဆန်ကအော်ဒီလိုပါလားရဲ့အခုအစီအစဉ်ကဖြိုးဖို့ပါဖို့လုပ်နေတဲ့အစီအစဉ်မဟုတ်ပါဘူးအလှနဲ့ဒီရဲ့ကြားမှာဖြက်စီးများရှိတဲ့အတွက်ရေရီယာချေဖို့သဘောနဲ့မြင်းထင်းငကုံးကိုအတပြားဆယ်ပြားနဲ့ငားလို့အယောင်ဆောင်ခေါ်လာခြင်းသဘောပါခုသူ့ကိစ္စပြီးပြီဖြစ်တဲ့အတွက်ငကုံးကိုလည်းပြန်လွှတ်လိုက်ပြီဒါကြောင့်တကယ်ဆိုရင်အငှရဲ့ခင်မွန်းဟာငကုံးမဟုတ်ပါဘူးဒီရလူပါပဲလို့ပြောပြလိုက်နေတယ်ဒီလိုဟာဆန်ကပြောလိုက်လေတော့မိမလာလေးလည်းဝမ်းသာလုံးလုံးဒီလိုပါလားလို့ပြောပြီးချစ်စပွဲရေရှာလိုက်တယ်ပြီးတော့မိမလာလေးကဒီကဝမ်းထဲမှာလောင်နေတဲ့မိဟာတော့တင်ငိမ့်လို့ငြိမ်သွားပါပြီဒီတော့ကိုလူချောဆန်နဲ့မောင်ကမဲကိုသိမ်းလိုက်ပြီးပွေ့ပိုက်တော်မူပါတော့လို့ပြောလေတယ်အဲဒီနောက်မဲမချောလေးလည်းအပေါ်ချုံပါကိုဖယ်ရှားလိုက်ပြီးကိုချက်ကိုလေတိုင်းမှအောက်ကိုဖြေချလိုက်လေတယ်ဒီတော့သူ့ရဲ့ပကတိကိုရဲ့ပြပြချင်းနဲ့တင်ဆုံရဲ့ဝိုင်းဝန်းခြင်းတို့ကိုဟာဆန်ကမြင်လိုက်ရလေတယ်အဲ့လိုမုံမြတ်သောချင်းရာကိုမြင်လိုက်ရလေတော့ဟာဆန်ဟာအလုဆန္ဒရယူဖိတ်ပြီးသူ့မှာပါလာတဲ့အတပြားထောင်အိတ်ကိုဂရင်အောက်ကိုပြစ်သွင်းလို့အတွင်းကဝက်လုံတို့ကိုချမ်းပြီးအပေါ်ရဝက်များကိုပါချွတ်လိုက်တယ်ဒီတော့မိမချောလေးလည်းဟာဆန်ကိုသူ့အနာကိုဆွဲခေါ်လေတယ်ဟာဆန်ကလည်းသူ့လုပ်တယ်လို့ပဲပြန်လုပ်ပါတယ်ပြီးတော့ဟာဆန်ကမိမချောလေးကိုသူ့ရင်ထဲမှာပွေထားလိုက်တယ်ဒီလိုနဲ့အဲ့ဒီညမှာပဲမိမချောကလေးကဟာဆန်လက်ကိုခေါင်းအောင်လို့ဟာဆန်ကလည်းမိမချောလေးရဲ့လက်ကိုခေါင်းအောင်ပြီးနှစ်ယောက်သားဖက်ကအိပ်ပျော်သွားကြလေတယ်ပြီးတော့အဲ့ဒီညမှာပဲမိမချောကလေးဟာပရိသေရလိုက်လေတယ်သူတို့နှစ်ယောက်သားအိမ်လိုက်ကြတာကလည်း
ကြပြားဆရာတို့စဖွင့်ထားတဲ့အတိုင်းပါပဲဟာဆန်တို့ချစ်သူမောင်နှံတို့အိပ်ပျော်သွားကြတော့တဲရီလဲတဲမှာနမကြီးမိုးတော်လင်းကနေပြီလူကြောကလေးကိုအသာပွေလို့သူ့နေရာကိုပြန်ပို့ပေးလိုက်ပါတော့လို့ပြောလေတယ်ဒီတော့တဲမှာလဲတဲရီပြောတဲ့အတိုင်းဟာဆန်ကိုအသာရပွေးပြီးကောင်းငင်ခီနဲ့ဆောင်းယူသွားလေတယ်ဟာဆန်မှာညကဝတ်ထားတဲ့အောက်ခံဝက်လုံးပဲပါလေတယ်ချမ်းတဲ့ဝက်နဲ့အသက်ပြချက်ကတော့မိမချောကလေးရဲ့အခန်းမှာကြံရင်လေတယ်အာယုံတစ်ချိန်ကိုရောက်တော့တဝက်ခီးရောက်ပြီးဖះเจ้าမှဖះရှိခိုးတံများကိုလည်းကြားလိုက်ရလေတယ်အဲ့ဒီအခါမှာဖះရှင်ကဆေလို့လိုက်တဲ့လောင်မီဟာတဲထီကိုထိမှန်လို့တဲထီဟာပြကျသွားလေတော့တယ်ဒီလိုနဲ့တဲမှာလည်းဟာဆန်ကိုဖြစ်တော့လာမျိုးကိုကြောင်းအောင်ပို့ဖို့အတွက်ရာအန်ရဖြစ်တာကိုမျက်နှာနဲ့ခီးဆက်ဖို့မသွားတော့ဘူးအဲ့ဒီနေရာမှာပဲဆဲမီချထားလေတယ်အဲ့ဒီနေရာဟာဆီးရီးယားပြည်ဒမတ်စကတ်မြို့ကတကားဝဖြစ်လေတယ်တဲမှာလည်းဟာဆန်ကိုချထားလို့ပြန်ပြေးလေတယ်နက်နက်လင်းလို့မြို့သူမြို့သားတွေမြို့တကားဖွင့်ပြီးထွက်လာကြတဲ့အခါဟာဆန်ကညကအပင်ပန်းလာတာနဲ့မိုးကြီးထင်နေနေတော့မနိုးပါဘူးဒီတော့မြို့သူမြို့သားတွေလည်းဟာဆန်ကိုချီးလို့ညကသူနဲ့အိပ်ရတဲ့မိမကတော့ကန်ထူးတာလို့ပြောကြလို့တယ်ချို့ကတော့ဆွေကြီးမျိုးကြီးသားတွေကတော့လွတ်လိုက်ရင်ဒီလိုကြီးပါပဲညကဒီတငယ်ဟာတင်းကြီးချူပြီးမြို့ကိုပြန်လာတဲ့အခါမှာမြို့တကားပိတ်တာနဲ့ဒီနေရာမှာလာပြီးအိတ်နေတဲ့ထင်ပါရဲ့လို့ပြောလေတယ်မြို့သူမြို့သားတွေကအဲ့ဒီလိုတယောက်တစ်မျိုးတွင်းနေကြတော့မှမိုးတောက်လေးတွေးလိုက်တာနဲ့ဟာဆန်ရဲ့ဝက်လောင်ဟာသူ့ရင်ကောင်းနဲ့ထီအောင်လန်သွားလေတော့တယ်ဟာဆန်ရဲ့ခြေသလုံးတို့ပေါင်နှံတို့ဟာလည်းဖြူဖွေးနေတယ်ဒီတော့မြို့သူမြို့သားတွေကဟာဒီကောင်ကတကယ်ကိုချောတဲ့အကောင်ပဲလို့ဝိုင်းပြီးပြောကြနေတယ်ဒါနဲ့ဟာဆန်လည်းအေးရကနိုးပြီးအံ့ဩခြင်းမကအံ့ဩလို့ငါဘယ်ကိုရောက်နေပါလဲအိုးရက်ကတော့ငါဘယ်ကိုရောက်နေတာလဲတင်းတို့ကလည်းဘာကြောင့်ငါ့ကိုဝိုင်းချိနေတာလဲလို့မေးလိုက်လေတယ်ဒီတော့မြို့သူမြို့သားတွေကလည်းငါတို့လည်းမပြောတတ်ဘူးတင့်ကိုဒီတကားဝမှာအိပ်ပျော်နေတာတွေ့တာပဲဒါဖြင့်နေစမ်းမအောင်သင်ကညကဘမအိတ်ခဲ့လို့တော့လို့မေးကြလေတယ်ဒီတော့ဟာဆန်ကညတော့ကငါကိုင်ရိုမြို့မှာအိတ်ခဲ့ပါတယ်လို့ပြောလေတယ်ဒီတော့တခါချို့ကဒီလူဆေးကြောက်ရှူလာပြီးထင်တယ်လို့ပြောလေတယ်ချို့ကတော့ယူပါကွာလို့ဆိုကြလေတယ်ချို့ကလည်းငါလူစိတ်မမှန်ရလားအိတ်တော်ကိုင်ရိုမြို့မှာနိုးတော့တပါစကတ်ကမြို့တကားမှာတဲ့ဥစ္စာကဟုတ်သေးပါဘူးလို့ပြောကြလေတယ်ဒီတော့ဟာဆန်ကလည်းဟုတ်ပါတယ်ဆွေတို့ရဲ့ညကငါကိုင်ရိုမြို့မှာအိတ်ခေတာမှတ်ပါတယ်မိုးမချုပ်ခင်ကတော့ငါဟာပြတ်တော်လာမြို့မှာရှိပါတယ်လို့ပြောလိုက်တယ်ပြီးတော့တချို့ကဟုတ်ပြီကွာဟုတ်ပြီဆိုပြီးပြောကြလေတယ်ချို့ကလည်းအော်လို့ပြောကြလေတယ်ချို့ကလည်းဆိုပါတော့ဆိုပြီးပြောလေတဲ့တချို့ကလည်းဒီလူလင်ဟာတဲဘူးခံနေရတာပဲလို့ပြောကြလေတဲ့ဒီလိုနဲ့အားလုံးကပဲဟာဆန်ကိုလက်ခုပ်တီးပြီးဝိုင်းလောင်ကြလေတယ်ပြီးတော့တချို့ကဒီလူလင်ဟာတနာစရာပဲကွယ်ယူနေရှာတယ်တန်တရားမှာယူချင်ရင်ဘယ်လိုလိုမျိုးမဆိုယူနိုင်တာပဲလို့ပြောလေတယ်ချို့ကလည်းတတိထားပြောပါလို့လေသင်ဟာမနေ့တုန်းကမြင်ဘယ်တော့လာမြို့မှာရှိတယ်မနေ့ညကကိုင်ရိုမြို့မှာအိတ်တယ်ဒီနေ့မနက်ကျတော့ဒမတ်စကတ်မှာရှိရဆိုတော့ဘယ်နဲ့ဖြစ်နိုင်ပါလဲလို့ပြောကြလေတယ်ပြီးတော့ဟာဆန်လည်းတကယ်ပြောတာမှဆွေးလို့ရဲ့ငါဟာညတော့ကကိုင်ရိုမြို့မှာရှိပါတယ်ငါဟာတူသားပါလို့ပြန်ပြောတယ်ပြီးတော့အချို့ကငါကောင်အိမ်မက်မက်နေတာနဲ့တူပါတယ်အခုတင်ပြောတာတွေအကုန်လုံးအိမ်မက်ထဲမှာတွေ့ခဲ့တဲ့ဟာတွေကြီးပဲမဟုတ်လားလို့မေးကြလေတယ်ဒီတော့ဟာဆန်လည်းငါအိမ်မက်မက်နေတာမဟုတ်ပါဘူးဆွေးလို့ရဲ့တကယ်ကိုညကငါကိုင်ရိုမြို့မှာရှိနေတာအမှန်ပါပဲငါနဲ့အတူငကုန်းတော်ရှိနေပါသေးတယ်ငကုန်းနဲ့ငါနဲ့ထိုင်နေကြတာကလည်းမဝေးပါဘူးပြီးတော့သတို့သမီးလည်းရှိပါသေးတယ်တကယ်လို့ငါအိမ်မက်မက်နေတာဆိုရင်ငါတပြအိတ်တို့ငါပေါင်းမီတို့ငါခေါင်းပေါင်းတို့ရှိရမှာပေါ့ခုဒီဟာတွေလည်းတခုမှမရှိတော့ဘဲနဲ့လို့ပြောပြီးဟာဆန်ဟာမြို့ရဲကိုမင်းတို့လမ်းကြုံလမ်းကြားမချမ်းအကုန်လျှောက်ပြီးနောက်ဆုံးဈေးတဲ့အထိကိုရောက်သွားလိမ့်မယ်မြို့သူလူသားတွေကလည်းသူ့နောက်ကိုဝိုင်းလိုက်ပြီးအယူလို့အော်နေကြလေတယ်ဒီတော့ဟာဆန်ကစိတ်မရှိတာနဲ့ထမင်းဆိုင်ထဲမှာဝင်ခုန်နေတယ်ထမင်းဆိုင်ရှင်ကလူရှို့လူပွေခိုးတိုက်စားသူဖြစ်ပါတဲ့ဒါပေမဲ့လည်းဖျားသခင်ရဲ့လူတော်တိုင်းမကောင်းမှုကိုနောက်နှိုက်ရလို့ထမင်းဆိုင်တင်နေပါလေဒါကြောင့်သူ့ကိုမြို့သူမျိုးသားတွေကကြောက်လို့သူ
သူ့ဆိုင်ထဲကိုဟာဆန်ဝင်သွားတဲ့အခါမှာဘယ်သူမှမလိုက်ရဲဘူးပြန်သွားကြလေတယ်ထမင်းဆိုင်ရှင်ကလည်းပါးရည်နဲ့ရရှိရပြီဖြစ်တဲ့အတွက်ဟာဆန်ကိုမြင်မြင်ချင်းအခဲခတ်လိုက်ပြီးဒီလူလင်ဟာခေရဲ့လူတွေကမဟုတ်ဘူးလို့အောက်မေ့လိုက်လေတယ်ဒီလိုနဲ့ထမင်းဆိုင်ရှင်ဟာဆန်ကိုမောင်လို့လေငါဟာတင့်ကိုမြင်မြင်ချင်းငါတတ်ထပ်ပင်ခင်ပါသေးတယ်ဒါကြောင့်တင်ဘလို့ဖြစ်လာခဲ့တယ်ဆိုတာငါအားပြန်ပြောပြတော့မှာပါဒီတော့ဟာဆန်လည်းသူ့ဖြစ်ပျက်ကိုတလုံးမကြံပြောပြလေတယ်ဒီတော့ထမင်းဆိုင်ရှင်လည်းလူကလေးမောင်ဖြစ်ကလည်းတကယ်ပဲစမ်းပြမှတ်သားဝင်ကောင်းလာပြီတယ်ဒီတော့ထို့အကြောင်းတွေကိုအตาကလေးတူဝပြီးငါနဲ့အတူဒီမှာပဲနေလိုက်ပါကွယ်ငါမှာသားသမီးမရှိရနဲ့လေအတော်ပဲဒီနေ့တော့ဖះရှင်မတော်မူပါအောင်ပါပေါ့အားမငယ်ပါနဲ့ဆိုတယ်ဒီတော့ဟာဆန်လေးကောင်းပါဘူးကြီးဦးကြီးပြောတဲ့အတိုင်းပဲငါနေပါမယ်လို့ပြောလိုက်နေတယ်ဒီလိုနဲ့ထမင်းဆိုင်ရှင်ကဈေးထဲသွားပြီးဟာဆန်ဝတ်ဖို့ဝတ်စားများကိုဝယ်လေတယ်ပြီးတော့ဟာဆန်ကိုအဝတ်တဲ့အစားတက်နဲ့ဆင်းလို့မြို့ဝင်အိမ်ကိုခေါ်သွားပြီးတားဖြစ်မွေးစားလိုက်တဲ့အကြောင်းပြောလေတယ်ဒီလိုနဲ့ဟာဆန်ကိုဒမတ်စကတ်တစ်မြို့လုံးကထမင်းဆိုင်ရှင်သားလို့ခေါ်ကြလေတယ်ဟာဆန်ရဲ့အလုပ်ကဈေးဝယ်လာတဲ့လူတွေစီမှာအသက်ပြားကိုကြည့်ပြီးသိမ်းရပါတယ်ဒီလိုနဲ့ဟာဆန်ဟာဒမတ်စကတ်မြို့မှာတော်တော်ကြာနေလိုက်လေတယ်။ကိုင်းဟာဆန်အကြောင်းကိုဒီမှာခဏရလို့ကာရိုကမိန်းမချောလေးအကြောင်းကိုပြောပြရအောင်မယ်။မိန်းမချောလေးကမိုးလင်းတော့အိယာကနိုးပြီးဟာဆန်ကိုမတွေ့တော့ပါဘူး။ဒါပေမဲ့သူ့စိတ်ထဲကဟာဆန်တစ်ခါတည်းပျောက်သွားတယ်လို့မထင်ပဲနောက်ဝေးသွားတယ်လို့ထင်တာနဲ့တနင်္လာနေ့နောက်အိယာနားမှာနေပြီးစောင့်နေနေတယ်။အဲ့ဒီအချိန်သူ့အဖေမဟာမတ်ရောက်လာနေတယ်။မဟာမတ်ကလည်းသူ့သမီးဖြစ်ကိုတွေးလို့စိတ်မကောင်းဖြစ်ပြီးသူ့စိတ်ထဲမှာငါသမီးဟာသူ့အလိုတယောက်များငါကုန်းရဲ့အလိုကိုလိုက်ပြီးငါကုန်းရဲ့မယားအဖြစ်ခံရင်တော့တခါတည်းတက်ပြစ်မယ်လို့ကြံထားလိုက်တယ်။ဒါနဲ့သမီးရဲ့အခန်းဝကိုသွားလို့ဟေးသမီးရဲ့ခေါ်လိုက်တယ်။ဒီတော့သူသမီးကညကခံစားထားတဲ့စီးစိမ်များကြောင့်နုံနုံခွေခွေနဲ့တရီးတရိုင်ထွက်လာပြီးသမီးတိမှာရှိပါတယ်ဖေးလို့ဆိုလိုက်တယ်။သူသမီးကလည်းဟာဆန်ရဲ့ရင်ဝင်ထဲမှာတညလောက်အေးလိုက်မှရေရချက်တောင်ပို့ပြီးချောလာနေပါသေးတယ်။ဒီတော့သူ့အဖေမဟာမတ်ကစိတ်ဆိုးပြီးဟဲ့အယုံမငါကုန်းကိုရလိုက်လို့နေအပျော်ကြီးပြောနေတာပေါ့လို့ဆိုလေတယ်ဒီတော့သူသမီးလည်းချစ်စရာကလေးပြောပြီးတဖေကသမီးကိုအပြစ်တင်မစောပါနဲ့ဦးဖေရဲ့မနေ့ကငါကုန်းတဲ့သူများတွေလောင်စရာပြောင်းစရာဖြစ်တာဟာအလကားပါတကယ်ဆိုရင်ငါကုန်းဟာသမီးယောက်ျားရဲ့ဖနှက်အောက်ကကတ်နေတဲ့ခြေမိုးလောက်တောင်ဖိုးတန်တဲ့အကောင်မဟုတ်ပါဘူးသမီးဖြင့်ညကတော့အဖြစ်မျိုးတစ်ခါမှမတွေ့ဘူးပါဘူးဒါကြောင့်အဖေကငါကောင်းနဲ့တော့မချီစေပါနဲ့လို့ပြောလေတယ်ဒီတော့မဟာမတ်လည်းစိတ်သိဆိုးလာပြီးဟဲ့ယူတူမမငါ့ကိုဘာကြီးတက်တက်ပြောနေတာလဲညတော့ငါတင်ဟာငါကောင်းနဲ့အိပ်ပြီးဒီငါကောင်းကောင်များတင်ကရွှေမင်းသားလေးထင်နေတာလို့ဆိုလေတယ်ဒီတော့သူသမီးကဖះရှင်သိပါတယ်ဖေသမီးညတော့ငါကောင်းနဲ့မအိပ်ရပါဘူးသူ့ကိုအတပြားဆယ်ပြားပေးပြီးအစားကလေးပါလို့ကျွေးလိုက်လို့ငါကောင်းပြန်သွားပါပြီသမီးဖူးစာရှင်အမှန်ကညတော့ကကားကြီးပင်မရင်သမီးစီကိုလမ်းပြလိုက်ကြလို့ရောက်လာတဲ့လူပါမျက်လုံးကလည်းကောင်းကောင်းမျက်ခုံးကလည်းကောင်းကောင်းချောလိုက်တာလည်းလွန်လို့ပါဖေသမီးညတော့ကသူ့ရင်ဝင်ထဲမှာပဲအိတ်တာပါဖေလို့မင်းမချောလေးကပြောလိုက်နေတယ်သူသမီးဒီလိုပြောပေမဲ့ဘဝမတ်ကမယုံပါဘူးဒီလိုနဲ့သူသမီးကိုဖို့စိတ်ဆိုးလာပြီးဟဲ့မိုင်လုံးမတင်ယူနေလားဘာရီရှော့ပြောနေတာလဲလို့ဆိုနေတယ်ဒီတော့သူသမီးကဖေကလေးခတ်လိုက်တာတကယ်ပြောတာပါဖေရဲ့သမီးရဲ့ခင်မိုးဟာနောက်ဝေးကိုခဏသွားနေပါတယ်ဒီတော့မိုဟာမက်လည်းအံ့ဩသွားပြီးအိမ်သာဘက်ကိုထွက်သွားလို့အိမ်သာထဲကိုရောက်တော့လာလာငကုံးဟာအိမ်သာပေါက်ထဲမှာအုပ်ပင်ဆိုင်ပြီးခြေထောက်နှချောင်းဟာဝုံးမြော်နေတာကိုတွေ့လိုက်ရလေတယ်ဒီတော့မိုဟာမက်ကဟဲ့ငကုံးမဟုတ်လားသင်ပါလုံးနေရလဲလို့မေးလိုက်တယ်ဒီတော့ငကုံးကတရေရီလာတယ်မှတ်လို့လမ်းပြီးအမလေးဖျားရှင်ခဲ့တော်မူပါလို့အော်လေတယ်ဒီတော့တခါမိုဟာမက်ကဟဲ့ကိုနင်ပါလုံးနေတာလေပြောစမ်းမပြောဘူးလားမပြောရင်နင့်ကိုငါတခါလေးခေါင်းဖြတ်တတ်လိုက်မယ်လို့ဆိုလေတယ်ဒီတော့ငကုံးကငါအသက်ကိုချမ်းသာပြီးပါတည်ရမင်းငါဟာတင်ထားခဲ့တဲ့တိုင်းဒီနေရာကနေဘဲမှမရွေ့ပါဘူးဒါကြောင့်ဖျားရှင်ရဲ့မျက်နှာကိုထောက်လို့ငါ့ကိုတက်တက်ညံ့ညံ့လောက်ပါတည်ရမင်းရဲ့လို့ပြောလေတယ်
ဒီတော့နိုင်ဝန်ကြီးမိုဟာမက်ကဟဲ့ငကုံနင်ပါရီရှောက်ပြောနေရလေငါကတရေမဟုတ်ဘူးသူတို့သမီးရဲ့အဖေးလေးလို့ဆိုလေတယ်ဒီတော့ငကုံကတော်စမ်းမှနိုင်ဝင်တင်းကြောင့်ငါကောင်းကောင်းလို့မသေးရတယ်တရေမဲမလာခင်တင်သွားเสียရှိတာတင်းရတဲ့မြင်မြန်သွားစမ်းပါတင်းဟာငါ့ကိုတင်းသမီးကျွဲကြိုက်မှတရေကြိုက်မှနဲ့မှပေးစားဖို့ကြိုက်ရလားတခြားမိမမရှိလို့လားအခုငါဒီလိုဖြစ်ရတာကလေဒီဟာမနဲ့ငါ့ကိုပေးစားဖို့လောက်ကြလို့ဖြစ်တာပဲဒါကြောင့်ငါ့ကိုဒီဟာမနဲ့ပေးစားဖို့လောက်ကြမှလူတွေရောဖះရှင်အဖြစ်တည်းခံတော်မူပါစေလို့ကျင့်စဲလေဒီတော့မဟာမက်ကငကုံတင်းကငါအသွားခိုင်းနေတာတင်းမသွားဘူးလားလို့မေးတယ်ဒီတော့တခါငကုံကဟဲ့ငါယူမဟုတ်နင်သွားဆိုတိုင်းငါမသွားနိုင်ဘူးတေးမင်းကငါ့ကိုမှာထားခဲ့တယ်နေထွက်မှသွားရမယ်ဘယ်နဲ့အခုနေထွက်ပြီလားလို့ဆိုတဲ့ဒီတော့မဟာမက်ကဟဲ့ငကုံဒီအိမ်နာလေးကိုတင့်ကိုဘယ်သူခေါ်လာတာလဲလို့မေးလိုက်တယ်ဒီတော့ငကုံကဒီအိမ်နာလေးကိုငါလာတာသူများကိုတစ်ဆင့်ခိုင်းလို့မရတဲ့ကိစ္စအတွက်လာရတာပဲလို့ဆိုပြီးလွန်ခဲ့တဲ့ညကတရေနဲ့သူနဲ့ဖြစ်ပုံများကိုအဆအဆုံးပြန်ပြောပြနေတယ်ဒီတော့မှမဟာမက်ကငကုံးစီသွားပြီးအိမ်နာပေါက်ထဲကနေဆွဲထုတ်ပေးလိုက်ရလေတယ်ဒီတော့ငကုံးလေးဝမ်းသာအားရနဲ့တခါနဲ့ထွက်ပြေးပြီးနန်းတော်ထဲကိုဝင်ကရှင်ဘုရင်ကိုအချိုးအချောင်းပြန်လျှောက်လေတယ်အဲ့ဒီအချိန်မှာမဟာမက်ကသူသမီးအခန်းထဲကိုဝင်သွားပြီးနေဟာကဘလို့ဟာလဲသမီးငါစိတ်ရှုပ်လိုက်ပါပြီလို့ပြောတယ်ဒီတော့သူသမီးကသမီးနဲ့ပဲသိမနေဖေးရဲ့သူတို့ကသမီးနဲ့ထိမ်းများဖို့ဆိုတဲ့သရိုးသားနဲ့ပဲတညာလုံးအိပ်ပြီးခုတော့သမီးမှာကုန်ဝင်ရနေဖေးရဲ့သမီးပြောတဲ့ဟာကိုမယုံလို့ရှိရင်ဟုတ်ဟိုမှာကြည့်ပါလားသူ့ခေါင်းပေါင်းရင်သူ့ဓာတ်ရင်ပြီးတော့ဘာလည်းမသိဘူးထုတ်ထားတဲ့အထုပ်ထုပ်လေးရှိသေးတယ်လို့ပြောတယ်ဒီတော့မဟာမလေးဟာဆန်ကျန်ရတဲ့ခေါင်းပေါင်းရင်ဘောင်းမီရင်အထုပ်ရည်ကိုကြီးပြီးဟဲ့ဒီခေါင်းပေါင်းဟာစင်းရဲသားလို့ပေါင်းတဲ့ခေါင်းပေါင်းမဟုတ်နဲဝင်များတာပေါင်းတဲ့ခေါင်းပေါင်းလို့ပါဟောဒီမှာလည်းအသက်ပြတစ်ထောင်ထုတ်လဲပါလာရောပဲလို့ပြောပြီးနောက်ထပ်တိတိကျကျရှာလေတော့စာရွက်ကလေးတစ်ခုကိုတွေ့လိုက်လေတယ်အဲ့ဒီစာရွက်ကအီဂျစ်ပြည်ကအလီရဲ့သားဟာဆန်နဲ့ရေဝရီတို့အယောင်းဝယ်လုပ်ကြတဲ့စာချုပ်ဖြစ်နေလေတဲ့မဟာမလေးအဲ့ဒီစာချုပ်ကိုဖတ်လိုက်တော့တခါရဲအကျိုးအကြောင်းဆုံးသိသွားပြီးအမှန်လေးဖြစ်မှဖြစ်ရလေလို့ဟောလို့သတိလစ်ပြီးလဲသွားနေတယ်နောက်သတိရတော့မှအံ့ဩသွားတဲ့မျက်နှာနဲ့သူသမီးမျက်နှာကိုကြည့်ပြီးသမီးရဲ့တန်တရားကြီးဟာစမ်းကျင်လိုက်တာအခုသမီးရဲ့တဒုသားဟာအခြားသူမဟုတ်ပေဘူးငန့်ညီအလေးရဲ့သားတဲ့မောင်ပဲလို့ဆိုရင်ပြီးတော့တခါဟာဆန်ရဲ့ပစ္စည်းများကိုရှာပြန်တော့သူ့ညီတေကန်ရေးပြီးသွားတယ်မှားတန်းကိုပါတွေ့ရပြန်တယ်ဒီတော့မဟာမန်လည်းတဲတန်စွာငိုကြွေးပြီးအလေးအစာကိုဖတ်ကြည့်နေတယ်နောက်ပြီးတော့တက်ဂရများကိုအသေးအချာစစ်တိုက်ကြည့်လိုက်တော့သူထိမ်းများတဲ့အချိန်နဲ့သူသမီးပြိတ္တိတွေတဲ့အချိန်ဟာလည်းတစ်ချိန်နဲ့ဖြစ်နေတယ်အဲ့ဒီဟာနဲ့အာရဝန္တာစာကိုယူသွားပြီးရှင်မင်းကိုသွားလျှောက်လိုက်တယ်ရှင်မင်းကလည်းဖြစ်ရဖို့စမ်းကြင်တာနဲ့အံဝချင်းမကအံအောင်ပြီးဒီဖြစ်ဖြစ်များကိုရွှေတိုက်မှာမှတ်တမ်းတင်ခိုင်းနိုင်နေတယ်ဒီလိုနဲ့မဟာမန်တူတူတမတ်ဟာဆန်လာကူတာစောင့်နေနေတယ်ဟာဆန်ကတရလည်းမလားနှစ်ရက်လည်းမလားသုံးရက်လည်းမလားနောက်ဆုံးတော့9ရက်ရှိတော့လေမရောက်လာပါဘူးဒီလိုနဲ့မဟာမတ်ကသူသမီးထင်းများတဲ့အင်ကြီးကိုအခန်းကြီးအခန်းကြီးအဲ့ရချင်အောင်မချမ်းပြည့်စုံအောင်ပုံစံဆွဲရလေပြီးမှအိမ်တော်ပြိဘောကသူ့အိမ်ကိုအကုန်လုံးပြောင်းလာပြီးဟာဆန်ရဲ့ပစ္စည်းများကိုလည်းအခန်းတစ်ခုထဲမှာတော့ကလောက်ကြီးကြီးနဲ့ခတ်ပြီးတင်ထားလို့ဟာဆန်လာကိုစောင့်နေတယ်သူသမီးကလည်းနေလာစီတော့ဟာဆန်လိုပဲနှစ်ဖူးရည်ဒူးရည်ပြည့်စုံနေသားကြောလေးတယောက်ဖွာမြင်နေတယ်ပြီးတော့သူ့သားလေးကိုအဂျင်းလို့အမည်ပေးလိုက်တယ်ဒေးဗင်ကတော့အံ့မွေလို့နေရနေတယ်အံ့မွေလေးဟာအင်မတန်ထွားချမ်းတန်ဆွမ်းနေတယ်ဒီလိုနဲ့9နှစ်သားရွယ်ရောက်တော့ပညာသင်ဖို့ကျောင်းကိုပို့လိုက်တယ်ကျောင်းကိုရောက်သွားတဲ့အခါမှာအံ့မွေလေးကကျောင်းသားပေါ်များကိုမခံနိုင်တော့အောင်ထိုးချိန်ပြီးဆဲဆူတိုင်းထွာနေတယ်ဒီလိုနဲ့ကျောင်းသားပေါ်များကသူ့နားကိုဘယ်သူမှမကန့်ဝင်ကြပါဘူးတနေ့တော့ကျောင်းသားများကစုပြီးအကြီးကဲလုပ်တယ်ကျောင်းသားမှုစီသွားတိုင်ကြလို့ဒီတော့ကျောင်းသားမှုကငါကောင်ဒီလိုဆိုရင်တော့ငါအကျဉ်းတစ်ခုပေးမယ်နောက်နေ့အံ့ပွေကျောင်းကိုလာတဲ့အခါမှာတင်းတို့ကသူ့ကြားလောက်အောင်တင်းတို့အချင်းချင်းပြောကြရမယ်ဒိုထဲမှာကို့အမေဘူးသူ
ကို့ဖေဘသူလဲဆိုတာပြောနိုင်နေသူမှသာဒုကစားတဲ့အထဲကိုပါရမယ်လူဖြစ်ပြီးကို့မေဘသူကို့ဖေဘသူဆိုတာမသိရင်အလေးနဲ့တော့တဲ့ကဖြစ်လို့ဒိုးနဲ့မကစားရဘူးလို့ပြောကြရမယ်ပြီးတော့တင်းတို့အချင်းချင်းတဲ့မေဘသူလဲတဲ့ဖေဘသူလဲဆိုတာမေးကြရမယ်အကြံပေးလိုက်တယ်နောက်နေ့အံ့ဖွယ်ကျောင်းသားတို့ကျောင်းသားတွေလည်းသူတို့ကျောင်းသားမှုစီစဉ်ထားတဲ့အတိုင်းတဲ့မေဘသူလဲတဲ့ဖေဘသူလဲလို့တယောက်နဲ့တယောက်မေးကြတယ်ဒီတော့ကျောင်းသားတိုင်းကသူ့မေဘသူသူ့ဖေဘသူလဲဆိုတာပြောကြလိမ့်တယ်ဒါနဲ့အံ့ဖွယ်လက်ကိုရောက်တော့အံ့ဖွယ်ကသူ့မေဟာအလားထိတ်တင်စင်တရဟောင်းဖြစ်တယ်လို့ပြောပြလိမ့်တယ်ဒီတော့ကျောင်းသားတွေကဒါဖြင့်တင့်ဖေရောလို့မေးကြပြန်တယ်ဒီတော့အံ့ဖွယ်လဲငါဖေဟာအီဂျစ်ပြည်ကနိုင်ဦးကြီးပေါ်လို့ပြောလိမ့်တယ်ဒီတော့ကျောင်းသားတွေကဝိုင်းရဲ့တဲဟုတ်တာပဲလို့ဆိုကြလိမ့်တယ်ပြီးတော့ကျောင်းသားတွေကအံ့ဖွယ်ဟဲ့အံ့ဖွယ်ရဲ့နိုင်ဦးကြီးဟာတဲ့ဖေမဟုတ်ဘူးကွာတဲ့မေရဲ့အဖေနင့်အဖိုးဟဲ့ဆိုပြီးဝိုင်းပြောကြလိမ့်တယ်ပြီးတော့ကျောင်းသားတွေကအံ့ဖွယ်ဝိုင်းပြီးကောင်းလေးတယောက်ရှက်ပါတယ်သူ့အဖေဘယ်သူမှလည်းမသိဘူးလို့လောင်ပြောင်ကြတယ်ပြီးတော့ကျောင်းသားမကတဲ့မေကိုရှင်လင်းကမြေထင်းကကုန်းနဲ့ပေးစားလိုက်တယ်အဲ့ဒီအခါမှာတရေကြီးကတဲ့မေနဲ့ဝဲအိတ်သွားတာတဲ့မှာဖေလို့မဲမဲအရာခေါ်စရာရှိတာမဟုတ်ဘူးဒါနဲ့များတော့တင်ကလူကားဝပြီးခိုးလူလိုက်နိုင်ခြင်းဒေလူလိုက်နိုင်ခြင်းလုပ်နေရလို့လေလူမရင်တရောင်းသားတော်မှသူ့ဖေဘသူလဲဆိုတာပြောနိုင်တယ်ဒီတော့ငါလူကတိတ်ပြီးလူကားမွားခြင်းမှနဲ့လို့ပြန်ပြောလိုက်တယ်ဒါနဲ့အံ့ဖွယ်ကလေးလေးရှက်သွားပြီးသူ့မိစီကိုတခါတည်းပြန်ပြေးလို့ငိုယူပြီးတိုင်ပါနေတယ်အိမ်ရောက်သွားတော့အံ့ဖွယ်ကမေငါဖေဘသူလဲလို့မေးတယ်ဒီတော့သူ့မိကဟဲ့ငါသားရဲ့တင့်ဖေကအီဂျစ်နိုင်ဝင်ကြီးပေါ့ပြောနေတယ်ကြီးတော့အံ့ဖွယ်လေးကအမေကငါ့ကိုညမနေပါနဲ့နိုင်ဝင်ကြီးဟာငါဖေမဟုတ်ပါဘူးအမေရဲ့အဖေပါငါဖေဘသူလဲဆိုတာကိုသာပြောပါမပြောရင်ငါကျိုးဆွဲချမယ်ဆိုပြီးဆိုလေတယ်ဒီလိုနဲ့သူ့မိကလည်းအပြောရခက်တာနဲ့ငိုလေတော့တယ်ဒီတော့အံ့ဖွယ်လေးနဲ့သူ့အမေနဲ့ညောပြီးငိုလေအဲ့ဒီအခါနိုင်ဝင်ကြီးမဟာမတ်ရောက်လာပြီးအကျိုးအကြောင်းကိုမေးပါတယ်ဒီတော့အံ့ဖွယ်နဲ့သူ့မိလည်းအကျိုးအကြောင်းကိုပြောပြလိုက်တယ်ဒါနဲ့မိဖို့၃ယောက်အကျဉ်အိုက်ပြီးခေါင်းချင်းဆိုင်ပြီးငိုကြတယ်ပြီးတော့မဟာမတ်ကဘင်းရှိတော်မောက်ကိုအတိုင်းလို့အကျိုးအကြောင်းရှောက်ပြီးသူ့တမန်ဟာဆန်ကိုပြတ်တော်လာမှုကိုတွားပြီးရှာရခွင့်ပန်လို့ပြီးတော့ဟာဆန်ကိုတွေ့တဲ့နေရာမှာဖမ်းပြီးခေါ်လာနိုင်မှုအမိန့်တော်ရေးပြီးပေးလိုက်ဖို့ရှင်မင်းကိုလျှောက်ပါတယ်ဒီတော့ရှင်မင်းကအကျိုးအကြောင်းကိုနားထောင်လို့မဟာမတ်ကိုဟာဆန်ကိုတွားရှာဖို့ရာခွင့်ပေးလိုက်ပါတယ်မဟာမတ်လူရှိတဲ့မိန့်တော်ကိုလည်းရေးပေးလိုက်တယ်ဒီလိုနဲ့မဟာမတ်လည်းသူ့အိမ်ကိုပြန်လာပြီးဟာဆန်ကိုအရှာထွက်ဖို့ပြင်ဆင်နေတယ်ပြင်ဆင်လို့ပြီးတဲ့အခါမှာတော့တပည့်တပန်းအစုံနဲ့ဖြစ်တော်လာမြို့ဘက်ကိုထွက်ခဲ့မိတယ်ဖြစ်တော်လာမြို့မရောက်ခင်ဒမတ်စကတ်မြို့ရောက်တော့မြို့ပြင်မှာတဲထိုးပြီးနားကြတယ်အဲ့ဒီအချိန်အံ့ဖွယ်နဲ့သူ့အထင်းတယောက်ကဒမတ်စကတ်မြို့မှာတွားလည်ကြတယ်ဒီအချိန်မှာသူ့အဖေဟာဆန်ရဲ့ဝုတ်ဆိုင်ရှိကိုရောက်သွားကြတယ်ဟာဆန်ဟာလည်းသူ့ကိုမွေးစားတဲ့ဆိုင်ရှင်ပေးသွားတာနဲ့ဆိုင်တစ်ခုလုံးကိုမွေရလိုက်ပြီးမုတ်ဆိုင်ရှင်ဟာဆန်ဖြစ်နေတယ်အံ့ဖွယ်ကလည်းလူကြောလေးတယောက်ဖြစ်နေတော့မြို့သူမြို့သားတွေကနောက်ကနေဝိုင်းပြီးကြည့်ကြတယ်ဟာဆန်ရဲ့ဆိုင်ရှိကိုရောက်တော့တွေးကစကားပြောတာနဲ့ဟာဆန်ကလည်းအံ့ဖွယ်ကိုမြင်ချင်းအင်မတန်ချစ်နေတယ်အံ့ဖွယ်ဟာလည်းဟာဆန်ကိုသူ့ချစ်တယ်လို့ပဲပြန်ပြီးချစ်ပါတယ်ဒီလိုနဲ့ဟာဆန်ကအံ့ဖွယ်ကိုပုံစားဖို့ဆိုင်ထဲကိုခေါ်လေတယ်အံ့ဖွယ်ကဆိုင်ထဲကိုဝင်မယ်လုပ်တဲ့အခါမှာသူ့အထင်းကနိုင်ဝင်ကြီးတယောက်ရဲ့ကြီးဟာတွေ့ကြရဆိုင်ထဲကိုဝင်ရင်မတတ်တော့ပါဘူးလို့ပြောလေတယ်ဒီတော့ဟာဆန်ကသူ့အထင်းတော်အကျိုးအကြောင်းပြောပြီးတောင်းပန်တယ်ဒါနဲ့အံ့ဖွယ်ဟာဆိုင်ထဲကိုဝင်ပြီးဟာဆန်ချွေးသမျှဝင်းမြောက်စားလေတယ်ပြီးတော့အံ့ဖွယ်ဟာတနေ့မှာဖျားရှင်ကျေးဇူးနဲ့သူတို့ရှာနေတဲ့လူကိုတွေ့ကောင်းပါရဲ့လို့ပြောလေတယ်ဒီတော့ဟာဆန်လည်းဟောသားတို့အရွယ်ကလေးတောင်မှချစ်သူခင်သူများနဲ့ကွဲနေရှာတဲ့ကိုဆိုရဲဒီတော့အံ့ဖွယ်လည်းမှန်ပါတယ်ရဲ့ငါခုရှာနေတဲ့လူဟာချားသူမဟုတ်ပါဘူးငါဖေပါပဲငါဖို့လေအခုငါနဲ့အတူပါလာတယ်ငါဖေကိုငါသိပြီးတွေးချင်တာကိုရဲ့လို့ဆိုလေတယ်ပြီးတော့အံ့ဖွယ်ကငိုရှာပါတယ်ဒီတော့ဟာဆန်ကလည်းတ
နာပြီးဝိုင်းကုန်ကြလို့ပြီးတော့စားလို့တောက်လို့ဝါပြီးအံ့ဘွယ်လေးသူ့ထင်းနဲ့ဆိုင်ထဲကထွက်ပြီးပြန်လာကြလိမ့်မယ်ဒီတော့ဟာဆန်ရဲ့စိတ်ထဲမှာအသေးကျူသွားလို့ဖြစ်ပြီးမနေတဲ့မထိုင်တဲ့ဖြစ်သွားလိမ့်တယ်အဲ့ဒါလို့နဲ့အံ့ဘွယ်ကိုသူ့မျက်စိအောက်ကအပြောက်မခံနိုင်တာနဲ့ဟာဆန်ကဆိုင်ကိုပိတ်လို့အံ့ဘွယ်တို့နောက်ကိုလိုက်သွားလိမ့်မယ်ဟာဆန်လည်းခြေကုန်တုပ်ပြီးလိုက်သွားတာနဲ့ပဲအနောက်တကားမထွက်ခင်ပဲအံ့ဘွယ်နဲ့သူ့အထင်းကိုပြီးလေတယ်အဲ့ဒီအခါအထင်းကနောက်လှည့်ကြည့်ပြီးတော့ဟာဆန်ကိုမြင်ပြီးဒီကောင်ပါလို့ငါတို့နောက်ကိုထက်ချက်မကွာလိုက်နေပါနဲ့လို့အောင်းမိပြီးတင်ပါဖြစ်လာတာလေလို့မေးလိုက်လေဒီတော့ဟာဆန်ကတင်တို့ပြန်သွားကြတော့ငါစိတ်ထဲငါလိပ်ပြဟာတင်တို့နောက်ကိုတခါတည်းပါသွားသလိုဖြစ်နေပါတယ်ဒါနဲ့ငါလည်းမြို့ပြင်မှာကိစ္စတစ်ခုရှိတော့တင်တို့နဲ့အတူလိုက်ပြီးမြို့ပြင်ကြမှာငါကိစ္စရှိရာကိုသွားမယ်လို့အောင်းမိလို့ပါလို့ပြောတယ်ဒီတော့အထင်းကစိတ်ဆိုးလာပြီးငါထင်တဲ့အတိုင်းဖြစ်တာပဲသူကြွေးတာကိုငါတို့စားမိတာနဲ့ငါတို့ဂျုံမွေတော့တာပဲကျေးဇူးကမ်းတာတော့မဟုတ်ပါဘူးအခုကြည့်လေဒီကောင်ကဒိုးသွားရနောက်ကိုတကောက်ကောက်လိုက်နေလူမွေးငားမငယ်တဲ့လူတွေဟာဒီလိုကြီးပဲလို့အံ့ဘွယ်ဆိုတယ်ဒါနဲ့အံ့ဘွယ်ကလှည့်ကြည့်လိုက်တော့ဟာဆန်ကနောက်ကလိုက်လာတော့မှရှိပါသေးတယ်ဒီတော့အံ့ဘွယ်လည်းစိတ်ဆိုးပြီးမျက်နှာနေလာတယ်ဒါနဲ့အံ့ဘွယ်လည်းနမ်းမကြီးအတိုင်းတော့သူ့လိုက်ပါစီရောပေါ့ကွာဒိုတဲဘက်ကို꿰သွားလို့များသူဇက်ထိုက်လိုက်လာရင်တော့သူ့ကိုလူမှုရေးနားလည်တော့လုပ်ပြရမှာပေါ့လို့ထင်းကိုပြောလိုက်လေဒါနဲ့အံ့ဘွယ်တို့နှစ်ယောက်ကခေါင်းငုံပြီးသူ့တဲဘက်ကိုဆက်လျှောက်လာကြလိမ့်တဲနာနီးလိုလှည့်ကြည့်လိုက်တဲ့အခါဟာဆန်လည်းသူတို့နောက်နားကကပ်ပြီးလိုက်လာတာကိုတွေ့ရပြန်တယ်ဒီတော့အံ့ဘွယ်ရဲ့စိတ်ထဲမတော်တဆသူ့အထင်းကအဖိုးကိုများပြန်ပြောလိုက်မလားလို့ဆိုပြီးအများကြီးစိတ်ပူနေလေဆိုင်ထဲဝင်စားမိတာဟာတပြည့်ဖြစ်နေတဲ့အပေါ်စားလဲပြီးရောဆိုင်ရှင်ကနောက်ကတကောက်ကောင်လိုက်လာပြန်တယ်ဆိုတော့ပုံများစိုးနေတာနဲ့အံ့ဘွယ်လဲနောက်ကိုလှည့်ကြည့်လိုက်တော့ဟာဆန်ဟာသူ့ကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေတာကိုတွေ့လိုက်ရလိမ့်မယ်ဒီတော့အံ့ဘွယ်လဲဒီကောင်ဟာယူသားတဲ့ကောင်မဟုတ်လေဘူးလို့တွေးတောနေလို့တယ်ဒီတော့တွေးရင်စိတ်ဆိုးလာပြီး30သားလောက်လေးတဲ့ကြောက်ခဲတစ်လုံးကောက်လို့အံ့ဘွယ်ဟာသူ့ဖေကတအားပြစ်လိုက်တာသူ့ဖေလည်းနှစ်ဖူးကိုမှန်းလို့တခါတည်းလဲကျသွားတယ်ဒီလိုနဲ့ဟာဆန်လည်းမျက်ခုံးနှစ်ဖက်ပြက်လို့သူ့ရင်ဖြာထွက်လာပြီးမိလဲသွားပါတယ်ဒီအချိန်အံ့ဘွယ်နဲ့အထင်းတို့ဟာလည်းသူတို့တဲတဲ့ဝင်သွားကြတယ်တအောက်နေလို့တတိယတဲ့အခါမှာဟာဆန်လည်းလဲနေရကထားပြီးသူ့ခေါင်းပေါင်းစာကိုစုပ်လို့သွေးများကိုတုပ်လိပြီးတော့ငါဆိုင်ပိတ်ပြီးဒီတငယ်နောက်ကိုလိုက်မိတာဟာမှားနေတာပဲဒီလိုဆိုတော့သူ့စိတ်ထဲလဲတမျိုးတမျိုးထင်သွားမှာပေါ့ဒါနဲ့ဟာဆန်လည်းပြတ်တော်လာမျိုးကသူ့မိခင်ကိုအောင်းမိပြီးသူ့စိတ်သူဖြေလို့မုံရောင်းပြီးရောင်းနေပါတယ်အဲ့ဒီအတော်တွင်မဟာမတ်တော်ကြီးဖို့လဲဓမ္မစကမြို့မှာ3ရက်နားလို့ဟာဆန်ကိုရှာဖို့ပြတ်တော်လာမျိုးခင်းဆက်ပြီးလမ်းလျှောက်လုံးနဲ့ရွာစဉ်လျှောက်ဝင်ပြီးဟာဆန်ရဲ့သတင်းကိုနားထောင်ကြတယ်တိုးတော်လဲဘာသတင်းမှမရကြပါဘူးဒီလိုနဲ့နောက်ဆုံးတော့ပြတ်တော်လာမျိုးရောက်သွားလိမ့်မယ်ရောက်သွားခြင်းပဲရှင်မင်းရှိကိုဝင်ခစားလို့မဟာမတ်ကတူလာခဲ့တဲ့အကြောင်းကိုအစအဆုံးရှောက်တင်လို့လေဒီတော့ရှင်မင်းကတင့်ငင်လေးဟာ15နှစ်လုံးငါ့ရဲ့နိုင်ဝင်ကြီးပေါ့ငါလည်းအလေးကိုညှောက်စားပါတယ်သူတေဝါတဲ့အခါသူ့သားဟာဆန်ကိုငါဆက်ပြီးနိုင်ဝင်ခတ်ပါသေးတယ်ဒါပေမဲ့ဟာဆန်ကငါစီမှာအမှုထမ်းပြီးပျောက်သွားတာဟာနည်းနည်းအထိပါပဲငါလည်းသူ့အကြောင်းကိုဘာသတင်းမှမရတော့ပါဘူးဟာဆန်မီတော့ရှိသေးတယ်ပြောလိမ့်မယ်ဒီတော့မဟာမတ်ကဝမ်းသာအားရနဲ့ဟာဆန်ရဲ့အမေသူ့ခင်မကိုတွေ့ချင်ပါတယ်လို့ရှင်မင်းကိုရှောက်တယ်ဒီတော့ရှင်မင်းကလည်းကောင်းပြီတင်တွေ့နိုင်ပါတယ်လို့ဆိုတယ်ဒီလိုနဲ့မဟာမတ်လည်းဟာဆန်ရဲ့အမေရှိဟာစီချက်ချင်းသွားလိမ့်အဲ့ဒီခါမှာဟာဆန်ရဲ့အမေဟာလည်းလင်းသေးသားပြောက်ဖြစ်နေတာနဲ့ငိုလေတော့တယ်ဟာဆန်ရဲ့အမေကိုတွေးတော့မဟာမတ်ကဇက်ကြောင်းကုံစင်ရှင်းပြီးနောက်ဆုံး10နှစ်လောက်ကဟာဆန်ပေါက်လာပြီးသူ့သမီးနဲ့အကြောင်းပါဖို့နောက်ပြီးအမွေကလေးရပုံကိုပါအကြောင်းဆုံးပြောပြလိမ့်မယ်အလင်းရဲ့မိမဟာလည်းသူ့သားဟာဆန်မသိဘူးဆိုတာကြားရတော့အလွန်ဝမ်းသာသွားလိမ့်မယ်အဲ့ဒီအချိန်မဟာမတ်လည်းအံ့ဝင်သွားပြီးအခေါ်ခိုင်းလိုက်အံ့ဝင်ရောက်လာတော့သူ့ဘွားကလေဝန်းဖတ်ပြီးငိုရှာတယ်ဒီတော့မဟာမတ်က
ဒီလိုမျိုးတူတူခင်မရဲ့ဟာဆန်ကိုတွေ့အောင်ရှာဖို့ကလိုပါသေးတယ်။ဂိုင်းအထုပ်ပိုးပြင်ပြီးငါတို့နဲ့တခါတည်းလိုက်ခဲ့ပြီးတော့ဟာဆန်ကိုတွားပြီးရှာတော့မယ်လို့ဆိုလေတယ်။ပြီးတော့မဟာမတ်လည်းရှင်ဘုရင်ထက်အခွင့်ပန်းလို့ဖြစ်တော်လာမျိုးကထွက်လာခဲ့တယ်။ရှင်ဘုရင်ကြီးလည်းမဟာမတ်ကိုအဖိုးထိုက်ဖိုးတန်လက်ဆောင်ရတနာတွေအများကြီးပေးလိုက်ပါတယ်။ဒီလိုနဲ့အံပွဲတို့အဖိုးဖွားတစုဟာဒမတ်စကတ်မြို့ရောက်လာပြီးပထမသွားတော့ကတဲတဲ့နေရာမှာပဲတေးကြလို့ဒီတော့အံပွဲသူ့အထင်းကိုခေါ်ပြီးပြင်းလိုက်တာဇီဒန်နဲ့ကိုတွားလိုက်အောင်ပြီးတော့ဟိုတတိတ်ကဒူကောင်းခွဲထားတဲ့မုတ်တွေကြီးပဲဘလုံနေလဲတွားကြည့်ရအောင်လို့ဆိုပြီးနှစ်ယောက်သားဟာဆန်ရဲ့ဆိုင်ရှိကိုတွားကြလို့အဲ့ဒီချိန်ဟာဆန်လည်းဆိုင်ရှိမှာထွက်ပြီးရက်နေတာနဲ့အံပွဲမြင်နေတယ်အံပွဲဟာလည်းဟာဆန်ကိုမြင်ချင်းသွေးကစကားပြောတာနဲ့အလွန်ချစ်ပြီးနေလို့ထိုင်လို့ကောင်းရင်လားငါဟာတင့်ကုန်မြင်ချင်းပဲအင်မတန်ချစ်ခဲ့ပါတယ်လို့ပြောနေတယ်ဟာဆန်ရဲ့နှစ်ဖူးကအံပွဲခဲနဲ့ပေါက်ထားတဲ့အမယုတ်ကြီးကလည်းမဲနေပါတယ်ဟာဆန်ကသူ့သားကိုပြန်လိုက်တော့ရင်းနဲ့မစိုးလို့ရုတ်တရက်စကားမပြောနိုင်ပါဘူးခဏကြာမှဟာဆန်လည်းဘိုးအမောင်ကြီးငါ့ကိုစိတ်ချမ်းသာစေလို့ငါကျွေးတဲ့ဟာလဝါမောင်လေးကိုတစ်စိမ့်လောက်စားတော့ပါဦးလို့ဆိုနေတယ်ဒီတော့အမွေကတင်ဟာငါ့ကိုတကယ်ပဲခင်တာပဲဒါပေမဲ့ရင်တစ်ခါကျွေးတယ်လို့ကျွေးပြီးငါတို့နောက်ကိုတကောက်ကောက်လိုက်နေအောင်မြင်တော့ငါတို့မစားဘူးငါတို့စားကြခြင်းရင်စားပြီးငါတို့ထွက်သွားတဲ့အခါတော့တင်ထွက်ပြီးလိုက်မလာဘူးလို့တာဝန်ခံရလိုက်မယ်တာဝန်ခံနိုင်ပါမလားလို့မေးလိုက်တယ်ဒီတော့ဟာဆန်ကလည်းစားမှလည်းစားပါတာဝန်ခံမှလို့ဆိုတာနဲ့အမွေဆရာတပည့်နှစ်ယောက်လည်းဟာဆန်ကျွေးတဲ့ဟာလဝါမောက်ကိုစားလိုက်တာဘိုက်ကိုတင်းပြီးတွားကြတယ်စားပြီးတာနဲ့အမွေနဲ့သူ့အထင်းလေးသူတို့တဲကိုတုတ်သီးတုတ်ပြပြန်ကြလိမ့်ရောက်သွားလိမ့်တော့အမွေကဟာဆန်ရဲ့အမေသူ့ဖွားစီကိုဝင်သွားလိမ့်မယ်ဒီတော့သူ့ဖွားကဟဲ့နင်တို့ပဲသွားနေကြတာလာစားဆိုပြီးသူ့လုပ်ထားတဲ့ဟာလဝါမောက်ကိုကျူးလိုက်အထင်းကိုလည်းဟဲ့နေမဝင်စားလို့ဆိုရဲဒါနဲ့အံပွဲနဲ့အထင်းဟာနှစ်ယောက်သားထိုင်ပြီးအံပွဲကသူ့ဖွားရဟာလဝါမောက်ကိုနည်းနည်းရေးကြည့်နေတယ်ငကူကလေးကဘိုင်းဝနေတဲ့အတွက်ကြောင့်ဟာလဝါမောက်ကတိတ်ချွန်လုံးတာပဲဆိုပြီးဖွားဟာလဝါမောက်ကကောင်းလည်းမကောင်းဘူးဆိုလိုက်တယ်ဒီတော့သူ့ဖွားကဟဲ့ဒီဟာလဝါကငါကိုယ်တိုင်လုပ်တဲ့ဟာလဝါပဲဒီလိုဟာလဝါမျိုးငါသားဟာဆန်နဲ့ငါပဲလုပ်တတ်တယ်တခြားဘယ်သူမှလုပ်တတ်တာမဟုတ်ဘူးလို့ပြောလိမ့်မယ်ဒီမဲ့ဖွားမညာပါနဲ့အခုပဲငါတို့မျိုးတွေကဟာလဝါစားလာတာအဖွားဟာလဝါထတောင်ကောင်းပါသေးတယ်လို့ပြောနေတယ်ဒီတော့သူ့ဖွားကအထင်းကိုဟဲ့ကောင်နင်ကပေါ့ရဆိုင်နေတဲ့ကိုခေါ်သွားတာပေါ့လေတေးပြီးတော့ဆိုတယ်ဒီတော့အထင်းကမဟုတ်ရပါဘူးလို့ညင်းနေတယ်ဒီတော့အမွေကမဲတိုင်ကဘာလိမ့်နေတာလဲစားရင်စားတယ်ပေါ့လို့ဆိုတယ်ဒီချိန်မှာအထင်းကဟုတ်ပါတယ်စားပါတယ်အဲ့ဒီဟာလဝါဟာအခုစားရတယ်ဟာလဝါထက်အများကြီးကောင်းပါတယ်ဆိုတယ်ဒီတော့အဖွားကြီးလည်းပို့ပြီးစိတ်ဆိုးလာပြီးဒါဖြင့်အဲ့ဒီမောက်ဆိုင်ကိုတင်မြင်သွားပြီးဟာလဝါဝတ်သားဝါဝင်ကြီးဂျာမနီစင်နဲ့သူ့ဟာလဝါနဲ့ငါဟာလဝါဘသူကောင်းလဲဆိုတာငါစားကြည့်မယ်လို့ပြောနေတယ်ဒီလိုနဲ့အထင်းလေးဟာဆန်းဆိုင်စီအပြေးလွှားသွားလို့ကိုင်မှုသိဟာလဝါဝတ်သားမြင်မြင်ထည့်ပြီးစမ်းပါရော့ဒီမှာတပြားတို့သခင်အိမ်မှာအလောင်းစားလုပ်နေတယ်သင်ဟာလဝါကကောင်းရဲ့လားလို့မေးလေဒီတော့ဟာဆန်လေးဒီဟာလဝါမျိုးလုပ်တဲ့လောကကြီးမှာနှစ်ယောက်တည်းပဲရှိတယ်ငါရဲ့ငါအမေရဲ့ဒီဟာလဝါမျိုးလုပ်တဲ့ငါအမေကတော့ကိုဝေးကြီးမှနေလို့ပြောပြီးတူထားတဲ့ဟာလဝါကိုထည့်ပေးလိုက်တယ်ဒီလိုနဲ့ထင်းလေးဟာလဝါကိုဝယ်ပြီးပြန်လာတယ်ဟာဆန်မေကပေးစမ်းဆိုပြီးဟာလဝါကိုမြည်ကြည့်လိုက်တယ်ဒီလိုနဲ့မြည်ကြည့်လိုက်တာဒီဟာလဝါဟာသူသားလုပ်တဲ့ဟာလဝါဆိုတာကိုတခါတည်းသိသွားပြီးမေ့လဲသွားနေတယ်နောက်တတိယတဲ့အခါမှာမဟုတ်မှလို့ငါသားဟာမသိဘူးဘာလို့လဲဆိုဒီဟာလဝါမျိုးကငါနဲ့တူတယ်နှစ်ယောက်တည်းပဲလုပ်တတ်တာလို့ပြောနေတယ်ဒီစကားကိုနိုင်ဝင်ကြီးကြားရလို့တော့ဝမ်းသာအားရနဲ့ဟာနှိမ့်တဟာဒီတက်မှာငါညီသားနဲ့တွေ့ရတော့မှာမဟုတ်ဘူးလို့အောက်မိနေတာအခုတော့ဖျားရှင်ကြီးစုကြောင့်တွေ့ရတော့မှာပဲလို့ပြောနေတယ်ဒီလိုနဲ့ပြောနေပြီးတော့မဟာမတ်ဟာအပြင်ထွက်လို့သူတို့ပဲ90-60လောက်ကိုဟဲ့တို့တစ်ချောင်းစီကိုင်းထွက်ခဲ့ကြတယ်ခုံမုံဆိုင်ကိုတွားကြဆိုင်ကိုလည်းတခါလေးဆွဲဖြက်
ဆိုင်ရှင်ကိုလည်းသူ့ကောင်းပေါင်းနဲ့သူ့လက်ပြန်ကျူတုံးပြီးငါစီကိုချက်ချင်းခေါ်လာခဲ့ကြဒါပေမဲ့သူ့ကိုဘလို့မှနာအောင်မလုပ်ကြနဲ့နော်ရှားလာတွားကြမြင်မြန်တွားဆိုပြီးဆူလိုက်တယ်ဒီတော့သူ့တပည့်တွေကလည်းစိတ်ချပါဆိုပြီးဟာဆန်ဆိုင်ကိုတွားကြလို့ဒီလိုနဲ့ဟာဆန်ကိုလက်ပြန်ကျူတုံးပြီးမဟာမတ်ရှိကိုခေါ်သွားတော့ဟာဆန်ကငိုပြီးငါမှာဘာဖြစ်ရှိလို့ဖမ်းတာလဲလို့ဆိုနေတယ်ဒီတော့မဟာမတ်ကဟဲ့ကိုဟာလိုဝါဟာနင်လောက်တာလားဒီတော့ဟာဆန်လည်းမှန်လားပါဟာလိုဝါလို့ရောင်နဲ့ငါ့ကိုမတက်ထိုက်ပါဘူးလို့ဆိုလေဒီတော့မဟာမတ်လည်းတက်ထိုက်ရောင်ဘယ်ကပါမလဲလို့ဆိုတယ်ဒီတော့ဟာဆန်လည်းဒီဟာလိုဝါကြောင့်ဘာလို့ငါ့ကိုတက်ထိုက်နေဆိုတာပြောစမ်းပါဦးလို့ဆိုလိုက်ဒီတော့မဟာမတ်လည်းဖြည်းဖြည်းတော့ငါပြောမယ်လို့ဆိုတာသူတို့ပဲဟဲ့ကလအုပ်ဒီလူကဲစမ်းအမိန်ပေးလိုက်တယ်ပြီးတော့ဟာဆန်ကိုတစ်တာကြီးတစ်လုံးလေးကိုထဲလို့တော့ခတ်ပြီးကလအုပ်ပေါ်အတင်းတင်နေတယ်ပြီးတော့မဟာမတ်တို့လူစုဟာဟာဆန်ကိုတစ်တာကြီးနဲ့ထဲပြီးအပြင်းခီးနံသွားကြလို့လေညတကောင်တော့ရောက်တဲ့အခါမှာတော့ကလအုပ်ညကိုခဏနားလို့ဟာဆန်ကိုတစ်တာလေးကိုဖွင့်တာအစာကျွေးလို့ပြီးတော့တစ်တာလေးကိုပြန်ထည့်ကကလအုပ်ပေါ်ကိုတင်ပြီးခေါ်သွားကြပြန်ပြီဒါနဲ့ပဲသူတို့ဟာကိုင်ရိုမြို့စုံကိုရောက်သွားကြပါတယ်ကိုင်ရိုမြို့စုံမှာခဏနားလို့မဟာမတ်ကဟာဆန်ကိုတစ်တာလေးကအထုတ်ခိုင်းနေတယ်ဟာဆန်အပြင်ကိုရောက်တဲ့အခါမဟာမတ်ကဟဲ့လက်သမားတယောက်တွားခေါ်စမ်းဆိုတဲ့လက်သမားရောက်လာတဲ့အခါမဟာမတ်ကဒီကောင်းမို့ကားစဉ်ကိုငါတို့အမြင်လုပ်ရမယ်လို့အမိန့်ပေးလိုက်တယ်ဒီတော့ဟာဆန်လည်းကားစဉ်ကဘာလို့ဖို့ပါလဲလို့မေးပြန်တယ်ဒီတော့မဟာမတ်လည်းတင့်ကိုကားစဉ်မှာတင်ပြီးမြို့ထဲမှာရှောက်ပြမလို့ပေါ့လို့ဆိုလိုက်တယ်ဒီတော့ဟာဆန်ကငါ့မှာဘာဖြစ်ရှိလို့ဒီလိုလုပ်ရတာလဲလို့ဆိုတယ်ဒီတော့မဟာမတ်ကတင်ဟာလိုဝါလို့ရောင်းလို့ပေါ့ဘာစီမထည့်ဘဲနဲ့ညာတင်မို့လို့ဟာလိုဝါလို့ရောင်းနေလို့ဆိုပြန်တယ်ဒီတော့ဟာဆန်လည်းဟာလိုဝါမှာဘာသာစီကိုပါရုံနဲ့ညာငါ့ကိုဒီလိုစီရင်ပါလားငါ့မှာဖြစ်ရှိနေဆိုရင်တော့ခုလောက်ဆိုရင်ခြေထိုက်လောက်ပါဘူးခုငါဆိုင်ကိုလည်းတင်လို့ဖြတ်သေးတယ်ငါ့ကိုလည်းတက်တာကြီးလည်းထည့်ပိတ်ထားသေးအစာလည်းတနည်းနဲ့ပဲကျွေးတယ်ဒါဆိုရင်တော့တော်လောက်ရောပေါ့ပြောနေတယ်ဒီတော့မဟာမတ်ကတင်ဟာဘာသာစီနည်းနည်းပါးပါးဆိုရင်တော့ဖြင့်တော်သေးရဲ့အခုတော့ဘာသာစီတစ်စီးမှာမပါဘူးဆိုတော့တင့်ကိုကားစဉ်မတင်လို့ဘယ်ဖြစ်မလဲလို့ဆိုလေတယ်ဒီတော့ဟာဆန်လည်းအံ့ဩပါပြီးတွေ့နေပါလေမဟာမတ်လည်းဟဲ့ဘာရီစဉ်းစားနေလဲလို့မေးလေဒီတော့ဟာဆန်ကတဲ့မှာရန်တင်းကြီးသားတော့မရှိတဲ့ဟာငါ့ကိုဒီလိုလုပ်မှာမဟုတ်ဘူးလို့ဆိုတာကိုငါစဉ်းစားနေတာပါလို့ဆိုရယ်ဒီတော့မဟာမတ်ကတင့်ကိုအပြစ်မပေးလို့ရှိရင်တင်ဟာဒီလိုပဲဆက်ပြီးလုပ်နေမှာလေလို့ဒါကြောင့်တင့်ကိုအပြစ်ပေးဖို့ငါ့မှာတောင်းရှိတာလို့ဆိုရယ်ဒီတော့ဟာဆန်ကငါ့မှာအပြစ်ရှိတယ်ဆိုရင်လည်းတခုတင်းတို့လုပ်တဲ့ဟာတွေနဲ့ကြည်ုံနဲ့မကဘူးပိုးတော်ပုံနေပါပြီဒီတော့နိုင်ဝင်ကြီးကဒီအဖြစ်မျိုးဟာကားစဉ်တင်ရတယ်အဖြစ်မျိုးပဲဆိုပြန်တယ်အဲ့ဒီတော့အတွင်းမှာလက်သမားဟာလည်းဟာဆန်ရဲ့ရှေ့မှာပဲကားစဉ်ကိုလုံနေတယ်ဒီလိုနဲ့ညမိုးချုပ်သွားတော့နိုင်ဝင်ကြီးလည်းဟာဆန်ကိုတစ်တာကြီးနဲ့တွန်းလိုက်ပြီးလက်သမားကိုတော့နောက်နေ့မှဆက်လုပ်ဖို့ပြောလိုက်နေတယ်ဒါနဲ့ဟာဆန်အိပ်ဖြိုချင်းမှာတော့မဟာမတ်ကဟာဆန်ကိုထဲထားတဲ့တစ်တာကြီးကိုသူ့အိမ်ကိုယူသွားလိမ့်အိမ်ရောက်တော့သမီးလာဟိနေ့ယောက်ျားပါလာပြီအိမ်ကိုနေလို့ပထမထိမ်းများထားတဲ့ညကအတိုင်းပြင်ဆင်ထားလိုက်တော့လို့ဆိုတယ်ဒီလိုနဲ့သူသမီးလာထိတ်တင်လဲဓမေဓမန်းနေခေါ်လို့အိမ်ကိုခင်းချင်းပြင်ဆင်ပေးတယ်မဟာမတ်ကလည်းသူ့မှတ်ထားတဲ့အခန်းနေပုံဆိုင်ကြီးကိုယူပြီးလိုလေသိမရှိအောင်ကူပြီးပြင်ဆင်ပေးလိမ့်မယ်ပြီးတော့ပထမညကအတိုင်းဟာဆန်ရဲ့ခေါင်းပေါင်းကိုဘောင်းမီတို့ကိုလည်းသူ့နေရာနဲ့သူပြန်ထားစီတယ်ဒီလိုနဲ့အခန်းဟာလည်းပထမညကအတိုင်းပဲလို့ထင်မှတ်စီရလောက်ပါတယ်ပြီးတော့မဟာမတ်ဟာသူမိကိုလည်းအဲ့ဒီညကလည်းပဲဝဆာညကိုချွတ်လို့အိယာပေါ်မှာအိတ်စီပါတယ်ပြီးတော့ဟာဆန်ကိုတစ်တာလေးကထုတ်ပြီးကျိုးတွေကိုဖြုတ်ကာဝဆာကိုပဲကိုနေညကဝတ်ထားတဲ့အောက်ခံအင်ကြီးတစ်ခုကချမ်းပြီးအခုံချွတ်ခါထားခဲ့နေတယ်ဟာဆန်လည်းမောမောပန်းပန်းနဲ့အိပ်ပျော်နေလို့ဘာမှမသိသေးဘူးခဏနေလို့ဟာဆန်နိုးတဲ့အခါမျက်စိဖွင့်ကြည့်တဲ့အခါမှာတော့မီးတွေထိန်ထိန်နေနေအိမ်ငန်းလေးကိုရောက်နေတာတွေ့ရလိမ့်မယ်ဒီတော့ဟာဆန်လည်းဘလို့များပါလဲငါအိမ်မများမန်းနေတာလားမသိဘူးလို့ဆိုကအခန်းထဲကိုရှောက်ကြည့်နေတော့လေ
ဒီချိန်သူရခင်ကထိမ်းများခဲ့တဲ့ခံဖြစ်နေတဲ့ဟာကိုတွေ့ရလိုက်တယ်ဒီလိုနဲ့ရှည်တိုးရမလို့နောက်ဆုံးရမလို့ဖြစ်ပြီးငါအိမ်မက်မက်နေတာလည်းမဟုတ်ပါဘူးဟုတ်ပါတယ်ဒီအခန်းဟာငါထိမ်းများခဲ့တဲ့ခန်းပါပဲဘဲနဲ့ပါလေခုနလေးကမှငါတက်တာကြီးရောက်နေတာပါခုဘဲနဲ့ကြောင့်ဒီကိုရောက်လာတာပါလေလို့သူ့ဟာနဲ့သူတယောက်တည်းစကားပြောနေတယ်ဒီတော့မှလှထိတ်တင်ကကလကာဆုံးကိုဖွင့်လို့မမောင်ရင်နောက်ပြီးသွားတာကလည်းကြားလိုက်တာလာပါဒီမှာစောင့်နေရသူကိုအားနာပါအောင်လို့ဆိုရင်ဒီတော့ဟာဆန်ကသူ့ဇနီးမျက်နှာကိုကြည့်ပြီးဟဲ့ပပကြီးဟုတ်ပါတယ်ငါတော့ထမိန်တော့စီချောင်းနေပါပြီလို့ဆိုတယ်ပြီးတော့သူ့အကြောင်းကိုသူပြန်စဉ်းစားပါတယ်ဒါပေမဲ့ဘယ်လိုစဉ်းစားမရပါဘူးအဲ့ဒီနောက်သူ့ခေါင်းပေါင်းလို့သူ့ပေါင်းပြီးလို့သူ့အသက်ပြအိတ်တူကိုတွားမြင်ပြန်တော့သူ့ဟာသူပို့ပြီးအတွင်းကျက်သွားပြန်တယ်ဒါနဲ့ဟာဆန်လည်းလောကကြီးရဲ့အကြောင်းကိုဖျားရှင်ကသိတော်မူလိမ့်မယ်ငါတော့ဖြင့်အကြီးအကျယ်ထမင်းတော့တစ်စီချောင်းနေပြီလို့ဆိုတယ်ဒီလိုအလားထိတ်တင်ပြီးဘာမှဖြစ်နေတာလဲမောင်းတယ်မိုးတော်မှမနေဘူးမောက်စိတ်ပြောင်းသွားပြီလားလို့ဆိုတယ်ဒီတော့ဟာဆန်လည်းရေကမောကနေစမ်းမအောင်နှမရင်နှမစီကမောင်းသွားတာဘယ်လောက်ကြာသွားပြီလဲလို့မေးလိုက်တယ်ဒီတော့လှထိတ်ပြန်လဲမောင်လောက်ပေးသွားမှဆိုရင်ထွက်သွားတာတနားရီလောက်ပဲရှိပါသေးတယ်မောင်ကလည်းစိတ်မနှံ့နဲ့ချနေတာပဲလို့ဆိုရယ်ဒီတော့ဟာဆန်ကနှမပြောတာလဲမှန်ပါတယ်ဒါပေမဲ့မောင်အနာလေးရောက်သွားတော့အိပ်ပြိုသွားပြီးအိမ်မက်ထဲမှာမောင်ဟာဓမ္မစကတ်မြို့ကိုရောက်သွားပြီးမုန်းလို့တယ်လုံနေတာ10နှစ်တောင်မှကြာပါတယ်အဲ့ဒီတော့ကလူကုန်ထန်သားလေးတယောက်နဲ့သူ့အထိန်လဲမုံဆိုင်ကိုရောက်လာကြသေးတယ်လို့ပြောလေတယ်ဒီလိုပြောနေတော့သူ့နှစ်ဖူးကိုစမ်းကြည့်လိုက်တော့အမာရွက်ကိုစမ်းမိတာနဲ့ဟာမောင်အိမ်မက်မက်နေတာတော့မဟုတ်ဘူးတကယ်ဖြစ်နေတာဟောဒီမှာကြည့်ပါလားမောင်နှစ်ဖူးမှာအမာရွက်ကြည့်အောင်ရှိသေးတယ်အဲ့ဒီတငယ်ကပေါ့မောင်နှစ်ဖူးခဲနဲ့ပေါက်လိုက်တာလို့ဆိုရယ်ပြီးတော့ခဏလောက်စဉ်းစားပြီးဟာဆန်ကမောင်ဟာအိမ်မက်မက်ချင်လို့မက်နေတာဖြစ်ပါလိမ့်မယ်ဒီခန်းထဲမှာနှမနဲ့မောင်အိမ်နေကြရင်ပဲခေါင်းပေါင်းတွေဘောင်းမီတွေထားရလို့ဓမ္မစကတ်မြို့ကိုသွားပြီးမုံရောက်နေရတယ်ပြီးတော့အဲ့ဒီမှာမောင်ဟာလဝါမုတ်ပြောင်းနေတော့လဲဘန္နာစိမထဲမိခင်ဘူးထင်ပါရဲ့ဒါနဲ့ဒီပေါင်းမောင်အိမ်မက်မက်နေတာဘယ်လောက်ကြာနေလဲလို့မေးလိုက်ဒီတော့လှထိတ်တင်ကနေပါအောင်အိမ်မက်ထဲမှာတီးပြင်ကမောင်ပါရီတွေ့သေးလို့လဲလို့မေးနေတယ်ဒီတော့ဟာဆန်ကမလေးအိယာကလို့တာစောပြီလို့ပေါ့မောင်ကားစင်ထဲမှာတင်းလို့တက်ကြတော့နည်းနည်းလေးလိုပါတော့လေဆိုနေတယ်ဒီတော့လှထိတ်တင်ကပြုံးပြီးကားစင်ကျန်တက်မှာကဘာလို့လဲမောင်ရဲ့ဒီတော့ဟာဆန်ကဟာလဝါမုံနဲ့ဘန်နာစိမထဲမိလို့ပါမောင်ပြီးတော့မောင်ဆိုင်ကိုလည်းသူတို့ဖြတ်လိုက်ကြပြီးတယ်ထင်တယ်မောင်ကိုလည်းကျိုးနဲ့တုပ်ပြီးတစ်တာကြီးထဲမှာထည့်ထားကြတယ်နောက်ပြီးလက်သမားတယောက်ကမောင်ကိုတက်ဖို့ကားစင်ကြီးလည်းလုံနေသေးတယ်ဒါရီဟာအိမ်မက်မက်နေတဲ့ဟာရီပေါ်လို့ဟာဆန်ကဆိုလိုက်တယ်ဒီတော့လှထိတ်တင်ကဟာဆန်ကိုဖတ်လို့ရင်းရှက်ထားပါတယ်ဟာဆန်ကလည်းလှထိတ်တင်ကိုပြန်ပြီးဖတ်ကရင်းကပ်လိုက်ပါတယ်ပြီးတော့ဟာဆန်ကသူ့ဖြစ်ကိုပြန်စဉ်းစားလို့မဟုတ်ပါဘူးမောင်ဟာအိမ်မက်မက်နေတာမဟုတ်ဘူးတကယ်ဖြစ်နေတာပါလို့ဆိုပြန်တယ်တခါလဲသူ့ဟာသူအိမ်မက်မက်နေတယ်လို့အောင်းမိပြန်တယ်ဒါနဲ့ပဲမိုးလင်းသွားနေတယ်မနေ့မိုးလင်းတော့နိုင်ဦးကြီးမဟာမက်ရောက်လာပြီးဟာဆန်ကိုနှုတ်ဆက်နေတယ်ပြီးတော့ဟာဆန်ကဟောတင်မဟုတ်လားငါဆိုင်ကိုဖြတ်ပြီးငါ့ကိုကျိုးနဲ့တုပ်လို့ကားစင်တက်ဖို့လုပ်နေတာလေဒီတော့မှမဟာမက်လည်းဒီမှာသားရင်တင့်ပေါ်အခုလိုလုပ်ရတာဟာတင်ဟာငါညီရဲ့သားဟုတ်မဟုတ်ပြီးတော့ဦးညာကငါသမီးနဲ့ထင်းများတာကလည်းတင်ဟုတ်မဟုတ်ထင်းထင်းရှားရှားသိရအောင်လို့လုပ်တာပါအခုတော့တင်တီကိုရောက်လာလို့တင့်ပစ္စည်းတွေကိုလည်းတင်ကုန်မှတ်မိတင့်ဇနီးကိုလည်းတင်ကုန်မှတ်မိတော့ငါတို့လည်းတန်မြတ်ရှင်းပါမယ်ပြီးတော့မင်းရဲ့မိဟာဖြစ်တော်လာမှုကနေငါတို့ခေါ်လာပါပြီလို့ဆိုပြီးသူ့တူတမတ်ဟာဆန်ကိုဖမ်းလို့ဝမ်းသာလုံးဆိုကငိုလေဟာဆန်လည်းဝမ်းသာလုံးအားကြီးလာနေငိုပြန်ပါလေအဲ့ဒီနောက်နိုင်ဦးကြီးမဟာမက်ကတားရင်နောက်ဆုံးအခုလိုဖြစ်ရတာဟာဒုညီကိုနှစ်ယောက်စကားများကြတာကြောင့်ဖြစ်ရတာပါပဲလို့ဆိုတာသူ့ညီလေးနဲ့သူ့အဖြစ်အပျက်ကိုအဆအဆုံးဇက်လန်ပါလေပြီးတော့မဟာမက်လည်းအံ့ဘွယ်ကိုခေါ်လို့ရောက်လာတဲ့အခါမှာဟာဆန်ကဟောဒီတငယ်ပဲငါနှစ်ဖူးကိုခဲနဲ့ပေါက်လိုက်တာလို့ပြောပြီးသူ့နှစ်ဖူးကိုစမ်းကြည့်ရင်ပြောလိမ့်
ဒီတော့မဟာမတ်ကအဲ့ဒါဟာတင်သားပဲလို့ပြောလိုက်တယ်ဒီတော့ဟာဆန်လည်းအဲ့မူကိုဖတ်ပြီးငိုပါပြီပြီးတော့တခါဟာဆန်ရဲ့အမေရောက်လာတာနဲ့တာမင်းနဲ့ဖတ်ကငိုကြပြန်တယ်ဒီလိုနဲ့ဝမ်းသာလုံးဆိုပြီးအားရအောင်ငိုကြပြီးတော့သူတို့ဟာဒီလိုမသေးကောင်းမဖြောက်ကောင်းပြန်ပြီးတွေ့ရတဲ့အတွက်ဖျားရှင်ကိုကျေးဇူးတင်တယ်နောက်2ရက်လောက်နေပြီးနိုင်ယုံကြီးမဟာမတ်လေးရှင်ဘုရင်ရှိကိုဝင်ရောက်ခါစားပါတယ်ဒီတော့ရှင်ဘုရင်ကနိုင်ယုံကြီးကျန်းကျန်းမာမာနဲ့ပြန်ရောက်လာတဲ့အတွက်ဝမ်းသာကြောင်ပြောသူ့သမက်ဟာဆန်ကိုလည်းရှေ့တော်ကိုတွင်းငယ်ကိုမှာလိုက်နေဒီလိုနဲ့နောက်နေ့ကျမဟာမတ်လေးဟာဆန်ကိုရှေ့တော်ခေါ်သွားလေရှင်ဘုရင်လည်းဟာဆန်ကိုဝမ်းသာအားရနှုတ်ဆက်လို့မိဂုံမီထုတ်ကဟာဆန်ကိုပညာဆန်းပါတယ်ဟာဆန်ကလည်းရှင်ဘုရင်မိသမျှကိုအကုန်လုံးသဘောတော်ကျဖြေဆိုနိုင်ခဲ့ပါတယ်ဒီလိုနဲ့ရှင်ဘုရင်လည်းဟာဆန်ကိုအတွင်းတော်သားဖြင့်ချီးမြှောက်ပြီးနန်းတော်ထဲမှာခါစားစေပါတယ်ဒီအချိန်ကစလို့ဟာဆန်တို့သားဖဖိုးဖွားတွေဟာအသက်ထက်ဆုံးချမ်းသာပျော်ရွှင်စွာနေကြရလေတယ်အလီနဲ့သားဟာဆန်ပုံကိုနိုင်ယုံကြီးဂျဖာကပြောလို့အားလုံးဟာလာရှစ်မင်းကြီးနဲ့ဂျဖာရဲ့ဂျုံကိုအသက်ဘေးမှာချမ်းသာရာပေးလိုက်ရတယ်ပြီးတော့သူ့မယားကိုအထင်မှားပြီးတက်ပစ်တဲ့လူငယ်ကိုလည်းတသက်လုံးချမ်းချမ်းသာသာစားနေနိုင်တော့အောင်စုရီလက်တီချလို့အဖြူတော်တယောက်နဲ့ပေးစားကအတွင်းတော်သားဖြစ်အမှုတော်ထမ်းစေပါတယ်ဒီလိုပြောပြီးရှာရာဇက်လည်းရှာရီယာဘင်ကြီးဟာမှန်လားပါဒီပုံကတော့လောက်တောင်အံ့ဩစရာမကောင်းသေးပါဘူးဂန်နဗန်အေးရုပ်ရဲ့ပုံကဒီထက်ပင်အံ့ဩစရာကောင်းပါသေးတယ်လို့ရှောက်နေတယ်ဒီပုံမြင်ဒီမှာပြီးပါတယ်ဂန်နဗန်အေးရုပ်ရဲ့ပုံမြင်ကိုနောက်ညတွေမှာဆက်လက်ပြောပြပါအောင်မယ်ကျေးဇူးတင်ပါတယ်